诶，啊，我嘛我咧，係咧，有啲嘢依嗰度，အခုတလောကတော့ဘာအကြောင်းတွေလိုက်ဖတ်နေတော့ပြောရင်တော့ရည်စရာလိုဖြစ်နေဟိုဟိုဒီอืมခေတ်ကမြန်မာမင်းအုပ်ချုပ်ပုံတွေလိုက်ဖတ်နေဟိုတစ်ဘက်ကလည်းပြောဖြစ်ရဖြစ်ပါอืมလေဟိုအရင်တစ်ခါစကားဝိုင်းပါလေအဲ့อืมอืมဒီမှာစိတ်ဝင်စားတဲ့ကောင်းတာနောက်တစ်ခုကငါဘာတွေ့တယ်ဆိုတော့ဟိုဒါကတော့အဲ့အခြေပြုမြန်မာသမိုင်းရဲ့စာအုပ်မှာတွေ့ရအောင်อืมအနော်ရထာမင်းမတိုင်ခင်တော့အနုရဒ္ဓဟောကအနုရဒ္ဓမင်းမတိုင်ခင်တော့မြန်မာဘုရင်တွေရောမြန်မာပြည်သားမရှိဘူးကွာပြောတင်တာအဲ့မရှိဘူးဆိုတော့မရှိဘူးလို့ပြောလို့လည်းမရှိဘူးမဟုတ်ဘူးပေါ့သိရမလားဟို ဟို civilization သအေးဘောအေးအေးအနေနဲ့တော့ရှိတာပဲငါအဲ့အဲ့တော့ကမဟုတ်အရင်တော့နိုင်ငံဆိုလို့မရှိသူတို့မင်းဆက်တွေမင်းဆက်လို့ကတော့ပြန်ပြောင်းပြီးတော့ခေါ်ရမှာပေါ့သူများတွေလိုမျိုးခေါ်သလိုပဲကတော့လည်းမင်းဆက်နဲ့ပြန်ခေါ်ရတော့ဟိုပထမမြန်မာနိုင်ငံဒုတိယမြန်မာနိုင်ငံတော်တွေတော့လုံနေတိတ်ပဲမရှိဘူးဟုတ်တယ်အဲ့ဒီလူမျိုးဆိုတဲ့အယူအဆဒီဆက်ခွန်ဆက်ရှစ်အဲ့လိုဆက်ကြောက်ဆက်ခွန်ဆက်ရှစ်အဲ့ဝန်းကျင်လောက်ရာစုလောက်မှပေါ်လာတာကွာအဲอืมအဲ့တော့ပကံပြည်ရောအနုရဒာမဲပကံပြည်မတိုင်ခင်တုန်းကကျတော့အဲ့လိုဒီမင်းနိုင်ငံတွေကအားမကြီးရောမင်းနိုင်ငံတွေကမင်းတွေကိုသူကပြည်သူတွေကရွေးကောက်တင်မြှောက်တယ်တဲ့အဲအကြောင်းသူတို့သမုဒိမင်းလို့လည်းခေါ်ကြတယ်အာอืมပြီးတော့နောက်စိတ်ဝင်စားကောင်းတာတစ်ခုကဒါကတော့အိမ်ငါဖတ်နေတဲ့မြန်မာမင်းအုပ်ချုပ်ပုံစာအုပ်မှာပါဆိုတော့ဒီသူတို့ဒီတို့အယူအဆမှာကွာဒီလိုကပောင်ပထမဆုံးရှိခဲ့တဲ့ဘယင်ဒါမှမဟုတ်အုပ်ဆိုးသူကဟိုပေါ့ပြည်သူတွေရွေးကောက်တဲ့အိမ်မနုဆိုတဲ့လူကိုရွေးကောက်ခတ္တိယအနေနဲ့ခတ္တိယဆိုတာကဟိုပေါ့လေမြေတွေကိုပိုင်တအုပ်ဆိုးတဲ့သူလို့အဓိပ္ပာယ်ရတယ်ကွာအဲ့လိုอืมမျိုးတော့ငါသိထားတာပဲအဲ့တော့ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့အတွက်သူကဟိုမဟာသမ္မတမင်းပေါ့ကွာသမ္မတဆိုတာကသူကရွေးကောက်ခံထားရတယ်လို့အဓိပ္ပာယ်ရတယ်မอืมဟာတော့ကြီးမြတ်တယ်ပေါ့ကွာကြီးမြတ်တဲ့ကောက်ခံပေါ့အဲ့တော့ဒီခေတ်အဆက်ဆက်မှာဘယင်တွေကသူတို့ကိုယ်သူတို့မဟာသမ္မတမင်းနဲ့အမျိုးတော်ကြောင်းချိတ်တယ်ပေါ့အဲ့อืมချိတ်တော့ဟိုကိုလိုနီခေတ်ရောက်တဲ့အချိန်မှာမှန်တမ်းရဆိုဝင်ဟောပါကုန်းမောင်မင်းဆက်မှာမှန်တမ်းရဆိုဝင်ကျန်းအောင်ပြီးပြီးတော့မှန်တမ်းရဆိုဝင်ကျန်းထဲမှာလာပြီးတော့အကုန်လျှောက်ချိတ်ထားတာကွာပူပင်းအင်းတောင်ညောင်ကုန်းပေါင်းအဲ့မင်းဆက်တွေမြန်မာနိုင်ငံမှာရှိခဲ့တဲ့မင်းဆက်တွေအကုန်လုံးอ่ะပေါ့ကွာဆွေမျိုးတော်တယ်อืပြီးတော့အဲ့ဆွေมမျိုးတွေကအဲ့တကောင်းမှာအပိယကထားပြီးတော့စัจ जा မျိုးတွေနဲ့အမျိုးတော်ပါစัจ जा မျိုးသာဗုဒ္ဓရဲ့အမျိုးနဲ့ပေါ့ဗုဒ္ဓနဲ့အမျိုးတော်တယ်ပြီးတော့အဲ့ဗုဒ္ဓအမျိုးကနေမှမဟာသမ္မတကနေလာတယ်အဲ့လိုမျိုးပြောတော့ဟိုလူစုတွေကဝင်လာတော့ဒါဟိုဟားစရာကြီးလို့ဖြစ်နေတာဟုတ်တယ်ဟုတ်လားဒါပေမဲ့ဘယ်လောက်ငါအုပ်ချုပ်ပုံပါအောင်ထဲမှာကြာသွားကြဘလို့ပြန်ထောက်ပြထားလဲဆိုတော့ဘိုးအရင်ကတည်းကဒီဟိုအိန္ဒိယလို့ပြောတော့မှဒီအရှိတောင်အာရှတခွင်မှာရှိတဲ့မင်းတွေကသူတို့ကအာဏာကိုရအကြောင်းအတိအမှတ်ပြုရနေသူတို့ကမဟာသမ္မတမင်းနဲ့အမျိုးတော်တယ်လို့ပဲငါတော့အလွယ်ပြောတော့အဲ့လိုမျိုးอืมလုပ်อืมလိုက်တာကွာအဲ့ဒါတော့ထူးဆန်းတယ်ဟိုပြောချင်တာသူတို့ကဒီလိုမဟာသမ္မတလိုမျိုးရွေးခံရတယ်လို့သူတို့ကပြောချင်တာကွာအဲ့လိုမျိုးအဲ့ဒါကြောင့်သူအမျိုးတော်တယ်လို့ပုံစံလိုဖြစ်ဒါထူးခြားချက်တွေပေါ့ကွာအရွေးခံနေဆိုပေမဲ့ဒါမျိုးတွေကဟိုတကယ်လိမလို့ဟိုအရွေးခံရတယ်ဆိုတာလည်းဟိုလောက်ပြောတာပဲစကားအပြောပဲတဘောပဲမဟုတ်လားဟုတ်တယ်อืมอืมပြီးတော့ဟိုအဓိကကတော့ကွာရွေးခံရတယ်ဆိုတာကဟိုတရုတ်ဘရင်တွေလို့ကွာတရုတ်ဘရင်တွေဆိုလဲဟိုသဲဦးဆန်ပိုင်ပဲကွာဟိုအอืมอืมဖေကနေตาအဲ့လိုဆင်းလာတာဒါပေမဲ့ပြည်သူတွေကိုကောင်းကောင်းမထားရင်ပြည်သူတွေကသူတို့ဖြုတ်ချလို့ရတယ်ကွာအဲ့လိုမျိုးအဲကြောင့်တရုတ်သမိုင်းမှာဆိုခဏခဏအစေသမားပုံကံတာတွေဖြစ်တယ်ဟိုအဲ့လိုမျိုးပြောချင်တာဒီသူတို့စကားနဲ့ဆိုရင်ကောင်းကင်ဘုံကြီးရဒီဘရင်တွေကိုမရွေးချယ်တော့ဘူးပေါ့အဲ့အကြောင်းအဲ့လိုကပ်ဘေးတွေဖြစ်တယ်စာရေးစာခေါင်းပါတယ်ဟိုပြောချင်တာကနင်းပြောသလိုပဲဘရင်ကလူတွေကဟိုဒီနေ့ခေတ်ဒီမိုကရေစီလိုမျိုးမဲပေးပြီးရွေးထားတာတော့မဟုတ်ဘူးဒါပေမဲ့ကိုကဘရင်ဖြစ်တဲ့အတွက်ဒီဘရင်နေရာကိုထိုက်တန်ကြောင်းပေါ့ကွာအဲ့လိုမျိုးပြည်ဟိုသူတွေရဲ့မျက်နှာသာရအောင်သူကอืလောက်ရมอืมမယ့်တာဝန်ပါတယ်ဟိုအနာတန်းမှာလိုမျိုးဒါတော့ကွာအခြေတယ်တွေ့မလားခံကြီးအနာတန်းကျတော့ဟိုသူ့ God ဟိုဖခင်ကနေပြီးတော့မှအဲဟုတ်တယ်တင်ပေးထားတဲ့အဲ့လိုမျိုးတတ်မှတ်တာမဟုတ်ဟုတ်တယ်အဲ့လိုမျိုးသွားပေါ့ဒါပြီးတော့အဲ့လိုသူတို့ရဲ့မင်းနိုင်ငံတွေကအဲ့လိုဖះကနေလူသားတွေကိုအုပ်ချုပ်တယ်လို့မျိုးပေါ့ကွာအဲ့လိုအာဏာစက်တွေဘာတွေနဲ့ပေါ့ဒါอืมအရှိနဲ့อืมอืมအနောက်ကွာခြားချက်လေးတွေပေါ့ကွာဒါနောက်အချိန်ရတဲ့သိချာတော့ပြောလို့ရတဲ့ဟာပေါ့အဲဒီဟာနဲ့ပတ်သက်ပြီးငါလည်းအဲအကြောင်းနည်းနည်းတော့လေ့လာ
အဓိကတော့တို့ကတောက်လျှောက်ကဒီလိုဟိုအနောက်တိုင်းကပဲတိုးတက်တယ်ပါပဲမတိုးတက်ဘူးပြောတာမဟုတ်သိရမှာလေဟို perspective တစ်ခုတည်းပဲသူကအလွှမ်းခံနေရတာကွာအဲအကြောင်းဒီနေ့အချိန်အဲ့လိုသူတို့ခေါ်ရဲပါတယ်ဘဟုဝင်ရိုးကဘာဖြစ်လာတဲ့အချိန်မှာကြာတာတော်စိတ်ဝင်စားဖို့ကောင်းတဲ့အချိန်လေးကိုငါတို့ဝင်လာပြီလို့ပြောလို့ရတာဟုတ်တယ်မလားဟုတ်တယ်ကဲအဲ့ဒါဆိုရင်ဟိုစလိုက်ရအောင်နည်းနည်းတော့ intro ဝင်တာများသွားလားမသိဟုတ်တယ်ကဲအဲ့တော့ကျွန်တော်တို့ရင်းနှီးချင်းစကားဝိုင်းအပိုင်း၈ပိုင်း၈ရောက်သွားပြီနော်မဟုတ်ဘူးအပိုင်း9 sorry အပိုင်း9ကနေကြိုဆိုလိုက်ပါတယ်ဒါပေမဲ့အပိုင်း9ဆိုလဲတော့အပိုင်း9တော့ရောက်သွားပြီတော့ဆိုဟာဘာလို့တည်င်းစာထဲတော့မိတော့အပိုင်း9ဝင်းတော့မကြည့်ဘူးရင်းနှီးချင်းစကားဝိုင်းအပိုင်း9ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကကြောက်9ပါကြောက်9စာပေမှာစာရေးပါတယ်ကျွန်တော်ကတော့ဌာနီရဲပေါ့စောအထီးပေါ့ပါဌာနီ comrade စောအထီးကိုဆိုတဲ့အဲ့ Facebook အကောင့်မှာကျွန်တော် post တွေတင်နေပုံတွေဆွဲတယ်အဲ့အားလေးလုပ်ပါတယ်အတွေ့အခေါ်နိုင်ငံရေးသမိုင်းပေါ့နော်မိအောင်မေးရှင်မင်းနောက်ဆုံးပြောသွားတာကဟိုဟာလေမြန်အကြောင်းပြောတာကွာအေးဟိုလမ်းလျှောက်ရင်ကြားတယ်ကွာသိရမလားကားမောင်းတော့မြန်လေမြန်လို့ပူအောင်မြန်သေးတယ်ပြီးတော့ဒီလူသမိုင်းတောက်လျှောက်မှာလူတွေအတောင်ပံတက်ပြီးတော့ခုန်ချပြီးတော့ပြေးရတယ်အများကြီးပဲဟုတ်တယ်အေးဟုတ်ဒါပေမဲ့လည်းလူတွေကရက်မရက်သွားပဲနောက်ဆုံးကြိုးစားရင်းနဲ့အခုတော့တို့တွေကောင်းပေါ်မှာလေမြန်တွေကကောင်းကင်ပေါ်မှာပလားနေရမယ် online မှာတက်ကြည့်ရင်တော့တွေ့ရအောင်နော်ဒါပေမဲ့လေမြန်နဲ့ပြက်ကြလိုက်ရင်လည်းအကြီးကြီးပဲအဲ့နဲ့ပတ်သက်ပြီးတော့ငါတော့မပြောလိုက်ရဘူးကလေမြန်မပြောနိုင်ပါမင်းလေဒီထွင်တဲ့လူဆိုရင်လည်းလေဒီထွင်တဲ့ဆိုတော့ပိုတော့စိတ်ညစ်ရသေးတယ်အဲ့လိုရှေးလေဒီထွင်တဲ့လူတွေသိလို့တာပါသူရဲ့တီချွေမှုကိုတူးတက်ခွင့်မရလိုက်ဘူးကျန်တဲ့လူကပဲလာပြီးတော့မှတူးတက်ခွင့်ဟိုမကြီးစရာဒီအဲ့လိုဟိုသူကဘတ်ဆုံရတယ်ကွာအဲ့လီယိုနာဒိုဒါဗင်ချီကတော့သူအဲ့သူရဲ့ lady design တော့ဆွဲထားတာတော့ရှိတယ်ဒါပေမဲ့သူ lady design ကဘာနဲ့တူလဲဆိုတော့အကြမ်းမြင်ပြောရရင်ဟိုကျွကျွအိတ်ကိုတို့ကလေးတွေတော့ကျွကျွအိတ်နှစ်ဖက်ကိုလက်နဲ့ကင်ပြီးတော့ခုန်ချတယ်ဆိုတော့ဝေးဆိုအဲ့လိုမျိုးပုံစံလားဒါဗင်ချီရဲ့ lady ပုံစံအဲ့ပြောချင်တာမင်းတကယ်အမြင်ကြီးကခုန်ချရင်အဲ့လိုသွားလို့ရင်ကိုလက်နှစ်ဖက်လုံးပြုတ်သွားငယ်တော့ငါပစိုးကင်ပြီးတော့ခုန်ချတယ်မျိုးအဲ့လိုမျိုးဟိုဒါဟိုတီထွင်မှုဆိုတာကလည်းတိုးတက်မှုပေါ့ကွာတိုးတက်တဲ့အတွက်သူကပို့ပြီးတော့လွတ်လပ်တို့ရဲ့လှုပ်ဆောင်နိုင်တဲ့နေနမိတ်ကပို့ပြီးတော့ကျေပြန့်လာတယ်လို့ပြောလို့ရတာဟုတ်တယ်မလားဟိုအဲ့လိုမျိုးဟုတ်ပါအဲ့တော့ဟိုအရင်တစ်ပတ်ကလည်းမပြောမိလိုက်တာတခုကဒီလွတ်လပ်စွာရေးလွတ်လပ်သောစိတ်ဆန္ဒပေါ့ဒါမြန်မာလိုပြန်တာပေါ့ free will ဆိုတဲ့စကားနဲ့ဟို determinism ကဟေတုဝါဒလို့ပြန်တာလည်းရှိရယ်ကွာဟိုဒါလို့ရင်ဒါဖြစ်တယ်ရောအဲ့နှစ်ခုကဟိုတောက်လျှောက်ဒီခိုးရင်ကလေးကအနောက်ကဘာမှာအနောက်တိုင်းအတွေ့အခေါ်မှာဒါအငင်းပွားနေရောဒီနေ့အထိလည်းဒါတို့မှလွတ်လပ်စွာရွေးချယ်နိုင်လားဒါမှမဟုတ်ပဲတို့တွေရဲ့လှုပ်ဆောင်မှုတွေကသိရမလားပြင်ပဖြစ်ပြီးသားအရာတွေရဲ့ပုံပြက်တွေဖြစ်နေတာလားကိုယ်ကတကယ်မလွတ်လပ်ဘူးကွာအဲ့တော့ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာအဲ့ဒါအင်္ဂလိပ်စကားမှာပဲပြဿနာရှိရလို့ပြောလို့ရပါဘာလို့တော့ဒီ free will ဆိုတဲ့စကားလုံးကဘာကိုပြန်ထားတာအဲ့ Latin စကားဟာလဲliberto arbitri လားပါလားမသိအဓိပ္ပာယ်ကတော့လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကွာရှင်းလေးပဲဟိုအင်္ဂလိပ်စကားမှာじゃဘာပြဿနာရှိရဆိုတော့ free ကတော့လွတ်လပ်တာ will ဆိုတာကျတော့ဟိုဘယ်လိုပြောလဲဥမာငါဒီခွက်ကိုကောက်ကင်လိုက်မယ်လို့စိတ်ကဆောင်းလိုက်တာနဲ့လက်ကနေကောက်ဖမ်းနေတယ်ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာကိုကဟိုဘယ်လိုလဲအခြားအပြောင်းလို့မရဘူးဒါမှမပြီးမချင်းလောက်တာသိရပါလားဟောအေးဟုတ်တယ်စကားနှစ်ခုကကနကောစဖြစ်နေတယ်ဟိုပြောချင်တာဟိုသူ့ရဲ့စကားလုံးအတိတ်ပဲမှာဟိုကပရိပခဖြစ်နေအဲ့ဒီတော့ဟိုတို့အရှိတိုင်းမှာပဲကြည်ကွာတို့အရှိတိုင်းမှာဆိုအဲ့လိုမျိုးအငင်းပွားတာရှိတာဟိုမရှိဘူးလေဟိုဗုဒ္ဓခေတ်တုန်းကတော့ဗုဒ္ဓအဲ့လိုပါလဲမိစ္ဆာဒိဋ္ဌိအမြင်၃မျိုးကိုတိုက်ဖြတ်ခဲ့တာရှိပါအဲ့ဒီထဲမှာဆိုဘာဆိုငါလည်းရေးထားတာရှိပါတယ်အဲ့ဖြစ်တည်မှုနဲ့လွတ်လပ်ခြင်းမှာ
အပိုင်းတင်မှာပါတယ်ဘာလဲဆိုတော့ဟိုကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကအရင်ကံအကျိုးတွေ sorry ကိုယ့်ရဲ့ကံကိုယ့်ရဲ့ကံနေရတဲ့အရင်အတိတ်ကကံနေရပဲတက်ရောက်တာလားတက်ရောက်တဲ့မိစ္ဆာဒိဋ္ဌိအမြင်နောက်တစ်ခုကကျတော့ကိုလုံးသမျှအဲ့လိုအနာဂတ်မှာပဲဖြစ်တဲ့ဟာပေါ့ကွာအဲ့ဒါနောက်ထပ်မိစ္ဆာဒိဋ္ဌိအမြင်နောက်တစ်ခုကကျတော့ဘာမှဟိုအတိတ်ကကံလည်းအကျုံးမဝင်ဘူးအနာဂတ်ကကံလည်းအကျိုးမဝင်ဘူးဟိုအားလုံးက chaos random ဖြစ်နေတဲ့ဟာပေါ့အမြင်အမှား၃မျိုးပေါ့အဲ့အမြင်အမှား၃မျိုးလုံးကိုဗုဒ္ဓဝေဖန်ခဲ့ရတော့ရှိရပေါ့ဒါပေမဲ့အကြမ်းမြင်ပြောရရင်တော့တို့အရှိတိုင်းဒီအတွေ့အခေါ်မှာတော့ဒီဘယ်လိုလဲဆန္ဒငါလိုမျိုးဟိုလွတ်လပ်စွာရွေးချယ်လို့ရလားဒါမှမဟုတ်တို့ရဲ့လှုပ်ဆောင်မှုတွေကပြင်ပအဲ့လိုပယောဂတွေကချုပ်တီးထားလားအဲ့လိုမျိုးဘေးကုန်းထုတ်တာတွေမရှိဘူးသိရမလားဟိုတောင်ဝါရတို့ဘာလို့မှဆိုရင်လည်းကွာဟိုသူတို့ရေစည်းနဲ့ပြောတာကွာဟိုခါရရင်မင်းရေကစီးနေအချိန်မှာကြောက်တုံးကြီးခံနေကြောက်ရေကဘာလုပ်သွားလဲကြောက်တုံးကိုကိုွေသွားတယ်ကွာကြောက်တုံးတော့တိုက်တာတော့ရှိတော့သေးတယ်ဒါပေမဲ့ကိုွေသွားမယ်ကြောသွားမယ်ဟုတ်ဟိုတရားတော့မြင်မြင်ပဲတင်တာအဲ့လိုမျိုးပဲသူတို့ကဟိုဟုတ်တယ်တို့လှုပ်ဆောင်မှုတွေမှာအကန့်အသတ်တွေရှိရဲဒါပေမဲ့အဲ့အကန့်အသတ်တွေကြားတဲ့ကကိုရလုပ်မယ်ဒါပဲဘာမှအရှိမတွေ့ဘူးအဲ့အနောက်ထဲအကောင်တွေသူတို့အဲ့လိုပြောဖာကြီးရေးတော့အမှဟိုဖြိုပင်ဟာဝါတို့ဘာလို့သိရင်ပါလေကြောက်တုံးတစ်လုံးကပြုတ်ကျနေတဲ့ကြောက်တုံးတစ်လုံးကသူ့မှာအသိစိတ်ရှိတယ်သူပြုတ်ကျနေတာကြီးကိုငါအောက်ရောက်ခြင်းလို့ဆင်းနေတာဆိုပြီးတော့စဉ်းစားမယ်လို့ဘောင်းနေဟာတော်ရှယ်အဲ့ဒီအမြင်ကပဲအဲ့ဒါလေးပြောနေတာအေးအဲ့ဒီအမြင်ကဟိုအဲ့လိုမျိုးရှုပ်ပင်ဟောင်းလိုမျိုးကငါကြည့်တာလေဟိုတချို့တော့ဘယ်လိုအတိုင်းလို့ပြောမှာဟိုဒီခုခေတ်မှာကဒီ liberal အတိုင်းဝိုင်းဘာလို့မှဆိုလို့ရှိရင်ဟိုpersonalize လူဘယ်လိုခေါ်လဲအကြောက်တုံးနေတက်မဲ့အရာတွေတက်ရှိ quality လိုက်ပေးနေတာလေဒါမှအဲ့ဒါတခါတည်းကြလို့ရှိရင်ဟိုလူမှုလုပ်ငန်းရေးလုပ်ငန်းတွေမှာတွားပြီးတော့မှအရန်ပဲဟိုပြဿနာရှိရပါရှင်းပြလို့မတတ်ဘူးငါသဘောပေါက်လားငါပြောတာငါတွေးရတဲ့ဟာတွေရှုငါပြောပြသူတို့မပြောခင်တော့တခါရကိုတော့ပြန်ကြည့်အောင်ဟာတို့မြန်မာတွေမှာဆိုတော့နတ်ကူးကွယ်မှုကပျောက်သွားအသိမှမကြသေးပဲအခုတည်းလည်းနတ်ကူးကွယ်တဲ့သူတွေရှိရတယ်မင်းမပြောက်အများရှိပါတယ်အညာတို့ဖက်မှာသွားကရင်တော့ရတယ်မှာလည်းနတ်ကတော့ဟိုရှိသေးတယ်ကွာအများကြီးကိုးကွယ်တယ်နည်းနည်းကိုးကွယ်တယ်ပဲကွာအဲ့လိုရမှာလည်းအဓိကတော့နတ်ဆိုတာရှုံနေလေဟုတ်လားငါတော့ဟိုဘယ်လိုပြောမလဲဟိုမိသားစုပေါင်းစပ်မှုအရာဆွေမျိုးတော်ရဲ့ချင်းတောင်တို့ဘာလို့မှဆိုအဲ့လိုမျိုးသူတို့ခရစ်ယာန်နေနော်ဒါပေမဲ့နတ်အဲ့လိုနတ်တွေဆုံးနေကိုယ်ကြီးလည်းယုံကြတော့အဲ့ဒါတော်တော်ကြီးစိတ်စားဖို့ကောင်းတယ် Christianity with not characteristic အေးဟိုဘောခရစ်ယာန်မှာဆိုရင်လည်းခရစ်ယာန်သူတော်စင်တွေပါတယ်ဆိုတာလည်းတကယ်တမ်းကျတော့ဟိုဟာတွေပဲပါအဲ့လိုမျိုးဒီဟိုမှာဒီဒေတာခံနေရဲ့အဲ့လိုနတ်တွေဘာတွေကိုသူတို့ကဝါမျိုးပြစ်တာကွာဟိုမှာ Zeus တို့ဘာတို့လိုမျိုးအဲ့ Norse ပေါ့ Nordic လူမျိုးပေါ့ကွာအဲ့ဟိုအနောက်မြောက်ဘက်ကလူမျိုးတွေရဲ့နတ်ဘုရားတွေဘာတွေကိုလည်းလို့တော့သူတော်စင်တွေပြောင်းပြတာကွာအဲ့လိုမျိုးတွေတော့ရှိရဲကွာဒါပြောမဲ့ subject နဲ့တော့တိတ်မဆိုင်ဘူးတော့သိရပါဒါပေမဲ့လည်းပြင်ပါဖို့ဟုတ်တာဟိုဗာလဲဂရိသဘောကိုကြည့်ရင်တော့တို့နတ်ကိုးကွယ်မှုကတော့ရှင်းတော့ရှင်းတယ်ကွာဘာလို့လဲတော့ဒီဂရိနတ်ဖျားတွေရဲ့ဇာလန်းအောင်ကြည့်ရင်ပထမဆုံးကကျတော့ဒီဘာတွေလဲရှိရတော့သဘာဝဆွမ်းအားလို့ခေါ်လို့ရတာပေါ့ကာယာနတ်ဖျားဆိုရင်သူကကဘာမြေကြီးကိုကိုစားပြုတယ်ကွာနောက် chaos တို့နောက် chronos ဆိုရင်ကာယာရဲ့ယောက်ျားပေါ့ chronos ကကောင်းငင်ဟိုသဘာဝ natural force ကြီးတွေကွာဒီမှာတို့ကမွေးလာတဲ့ကလေးတွေကြတော့အဲ့လိုမျိုးဟိုအစောကြီးဟိုကယူရေနတ်လားမသိဘူးနည်းတော့ချုပ်သွားပြီထားလိုက်ပါတော့မြင်လားမသိအဲ့တော့ဒီဂိုင်ယာနဲ့ Chronos ကမွေးလာတဲ့ကလေးတွေကဥမာ Zeus တို့ဘာလို့ကြတော့တို့ကဟိုဟာတွေဖြစ်သွားတယ်ဟို specialize ဖြစ်သွားတယ်ကွာဥမာဆိုရင်Hermes နတ်ဖျားတယ်သူတဲယူပို့ဆောင်ရေးရဲ့နတ်တို့ဘာလို့အဲ့လိုမျိုးဟိုသိရမလားဟိုသဘာဝတရားကြီးမဟုတ်တော့အဲ့တော့ဒါဘာလို့တွေ့ရတော့လူတွေကတစ်ချိန်တော့ကျသဘာဝတရားကြီးကိုနားမလည်သဘာဝတရားကြီးကိုကိုးကွယ်ကြတယ်ကွာအဲ့တော့ကျသဘာဝတရားကြီးကိုနားလည်သွားတော့သူတို့ god တွေက specialize ဖြစ်သွားတယ်ကွာအကျွမ်းကျင်ပညာရှင်တွေဖြစ်ကုန်ပြီအဲ့ Zeus တို့ဘာလို့လဲအဲ့စနာ Titan နတ်ဖျားတွေကိုဖြုတ်ချပစ်ပြီးတော့သူတို့ကဘယင်တက်လောက်တာအဲ့လိုမျိုးတော့ဒါဟိုနတ်ကိုးကွယ်မှုဆိုတာ
ကိုဒီဂရိဒန္တာကြီးတွေမှာဘယ်လိုတိုးတက်လာလဲဆိုတာရှင်းကြည့်လို့ရတယ်ကွာဒါ ခု logic ပေါ့နောက်ကွယ်ဝင် logic ခုခေတ်မှာလည်းဒီနတ်ဖျားတွေကိုလေမင်းပြောသလိုပဲကျွမ်းကျင်ပညာရှင်ပေးလိုက်လို့ရတယ်ကွာဥပမာအစိုးရနေပြီးတော့မှလျှက်စစ်ဌာနဆိုလို့ရှိရင်Zeus လို့လာရလားဆိုလို့ရှိရင်အဲဒီ Zeus ကနိုင်ငံနဲ့ပတ်သက်ပြီးတော့လျှက်စစ်ရေးအကုန်လုံးလိုက်ပြီးတော့တိုးတက်ရေးလုပ်ပေးရမယ်အဲ့လိုလုပ်လို့ရ ဟုတ်တယ်ဥပမာလေခရစ်ယာန်မှာလည်းနတ်တော့မပြောဘူးကွာဒါပေမဲ့အဲ့လိုValentine Saint Valentine တွေတော့အချစ်ချင်းရဲ့သူတော်စင်လို့ပါလို့ဒါlove အချစ်ချင်းရဲ့နတ်ပဲလေကွာအဲ့လိုသဘောမျိုးဖြစ်နေတယ်อืมဒါပေမဲ့ခရစ်ယာန်မှာလည်းရှေ့ဗုဒ္ဓဘာသာနဲ့ရှင်ဗုဒ္ဓဘာသာရဲ့အပြောတွေနဲ့ခရစ်ယာန်ပြန်လေ့လာလိုက်မယ်ဆိုလို့ရှိရင်လည်းတော်မလားmix ဖြစ်ပါတယ်ယောဂီကြပါတယ်ဥပမာဗုဒ္ဓဘာသာထဲမှာဆိုလို့ရှိရင်နတ်တွေရှိမယ်ဗုဒ္ဓနဲ့စကားပြောတဲ့ဒီကောင်းကင်တွေဆင်းလာတဲ့တရားမေးပါညာအဲ့လိုမျိုးကွာခရစ်ယာန်မှာလည်းအဲ့ဒီစကားလုံးတွေအဓိကစကားလုံးတွေပဲငါတစ်ခေါက်မင်းပြောခုပါတယ်ဟဲ့အောင်လို့ဗုဒ္ဓဘာသာကိုမင်းလေ့လာရတော့မှဗုဒ္ဓဘာသာအကြောင်းကိုမင်း Bible ကိုပြန်ရေးကြည့်တော့မှ make sense ဖြစ်မယ်လို့ဒါမှမဟုတ်ရင်လည်းနောက်တစ်ခု voice အပြန်လာပေါ့ခရစ်ယာန် Bible ကိုဗုဒ္ဓ script နဲ့ပြန်ရေးကြည့်မယ်ဒါမှမဟုတ်ရှင်ဗုဒ္ဓစာတွေကို Bible ကိုပြန်ရေးကြည့်မယ်ဆိုစိတ်ဝင်စားဖို့ကောင်းအဲ့ဒါမှဘယ်ဟာကဘယ်လောက်ထိနှီးစက်လဲ make sense ဖြစ်နေတော့ကိုလိုနီခေတ်ဥမှာတော့ငါကြားဘူးလားတခုတော့ရှိရယ်Bible ကိုမြန်မာပါဠိပုံစံပြန်ရေးထားတာနောက်အုပ်သုံးအုပ်လောက်ထွက်ဘူးတယ်ဒါကတော့ဟုတ်လား random trivia ပေါ့အေးအဲ့ရှိဘူးတယ်အဲ့လိုဟုတ်လားတော့တွေ့ရင်တော့အဲ့ဒါလောက rare collection ကြီးဒီကြတော့စာအုပ်တွေကငါတို့နေပြည်တော်တက်သိမ်းမှာပဲနိုင်ငံတော်စာကြည့်ရိုက်ကိုဖောက်ဝင်ပြီးတော့လူလာတွေဆွဲကြည့်တာအခိုက်ဖြစ်ကဲဒါပေမဲ့ငါတော့အဲ့အကြောင်းတော့ပြောချင်တယ်ဘာလို့ငါကိုယ်တိုင်ကလည်းဒီလိုဘာသာတရားလိုက်စားတယ်ဒါတွေလည်းလေ့လာတယ်ဆိုတော့အတွေ့အခေါ်ရင်းနဲ့လေ့လာတော့ငါလည်းတူတာတွေတော့တော်တော်တွေ့တယ်ကွာဒါပေမဲ့ဒီ topic မှာပြောဖို့ကအစဉ်အသိမပြေဘူးသိရမလားအဲ့တော့topic နောက်မှငါပတ်သက်အရင်ပြောပြမယ်ကွာအဲ့တော့မင်းစနောင်ကမင်းပြောတဲ့အကြောင်းအရာကိုမင်းပြောလိုက်ပါဦးငါခဏလေးနားလိုက်ဟုတ်ငါပြောလို့ရှိရင်ငါတို့ topic ပြန်သွားမလို့လေအဲကြောင့်ပြောလက်စနဲ့အရင်ဆုံးပြအောင်ပြောလိုက်လို့ပြောမလို့โอเคရပါတယ်ငါကတော့ပြောချင်တာကြီးတော့ရှိမယ်ကွာဒါပေမဲ့ဒီဟာနဲ့တော့မဆိုင်ဘူးလို့ငါထင်လို့ကွာပြီးတော့မင်းနဲ့လည်းအရင်တိုက်နေကြီးပိုကောင်းတယ်ထင်တယ်လို့ကွာဒါနည်းနည်းလေးဘယ်လိုလဲ contentious ဖြစ်နိုင်တယ်ကွာအင်္ဂလိပ်လိုပြောရင်တော့လည်းပြောတာဖြစ်နိုင်တယ်အဲ့တော့ငါတော့ခုပြောချင်တာကအစိုးရနဲ့ပြည်သူနဲ့ဆိုရတဲ့ပြည်သူနဲ့ပြီးတော့အခုဒီမင်းပြောတဲ့တည်ထင်မှုအကြောင်းဆိုတာလည်းလွတ်လပ်မှုနဲ့သက်ဆိုင်တယ်ကွာအဲ့ဒါလည်းပြောလို့ကောင်းပေါ့ငါတို့စနအောင်ကလိုမျိုးဒီမင်းပြောသလိုမျိုးပဲဒီ Bible ဗုဒ္ဓဘာသာစတိုင်းเนาะအဲ့လိုမျိုးပြန်သွားတာမျိုးကငါကတော့ငါအခုပြောမှာတော့ဒါငါဘာသာငါစဉ်းစားမိရပါဘာလို့ဆိုတော့ဒါတွေလေ့လာပြီးတော့ဒီဘာသာတရားတွေတိုင်းလို့မှာကွာအချို့ကတော့ပြောတာလောကုတ္တရာအကြီးပေါ့ကွာနောင်ဘဝအတွက်သိရမလားဗုဒ္ဓဘာသာဆိုလဲကွာမိယိုးဖလားဗုဒ္ဓဘာသာရောကွာဗုဒ္ဓဘာသာဂိုင်းအားလုံးလို့ကတော့ဒီခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်စွန့်ပြီးတော့သိရမလားချုပ်ငိမ့်တဲ့အဲ့လိုမုတ်ဆရောသူတို့အဲ့လိုနိဗ္ဗာန်အေးချမ်းမှုကိုရကျင်တယ်เนาะအဲ့လိုမျိုးတွေတော့ရှိရပြီးတော့အဲ့လိုခရိယန်မှာဆိုရင်လည်းဒီလောကကြီးကအပြစ်တွေနဲ့ပြည့်နေနေရဟုတ်တယ်မလားအဲ့တော့ဒီဘဝမှာနည်းနည်းခံလိုက်ပြီးတော့ကွာကောင်းကင်နောင်ဘဝကြရင်အဲ့လိုကောင်းကင်ဘုံမှာဆန်စားမယ်ပေါ့အဲ့အကြောင်းလဲဟာဒီကတော့ဒီအယူအဆတွေကငါနီချေဆောင်းပါးမှာလည်းရေးထားဦးပါတယ်ကောင်းသောအမှုအပိုင်း၃မှာလည်းဒီဟာကိုအုပ်ဆိုးသူလူတန်းသားတွေကအသုံးချပြီးတော့လူတွေကိုညင်အောင်ထားတာကွာဒီဘဝဆိုးရင်မပြောင်းတော့ဘူးပေါ့ကွာသိရမလားငါတို့ဒီမှာပဲဝတ်ခံပြီးတော့နောက်ဘဝကျရင်ကောင်းကောင်းနေပါဗုဒ္ဓဘာသာအိမ်မှာလည်းရှိရပဲဟုတ်တယ်မဟုတ်လားလူမယ်တန်းမယ်နော်ဆင်းရဲလဲတရားအားထုတ်မယ်နောင်ဘဝကျရင်တော့ပိုကောင်းတဲ့ဟာရမယ်အဲ့ဘယ်လိုဖြစ်နေလဲဆိုတော့ဒီပြည့်စုံမှပြဿနာကိုအနာဂတ်ကိုပို့လိုက်တယ်ကွာအနာဂတ်ပြဿနာနောက်ဘဝပြဿနာ
ရှိရမရှိဘူးကငါမပြောဘူးပြဿနာတက်ပါဟိုဒါအဲပြည့်ရဒါကိုယုံကြည်မှုနဲ့ဆိုင်တယ်ပြောဟိုအဲ့ဒါကရတယ်ပြဿနာမရှိဘူးအဲ့ဒါကိုစီယုံရေးအကောင့်လုပ်လို့ရတယ်အချို့လူတွေကဥပမာပြစ္ဆုတ်ပါပြဿဟုတ်နာတယ်အနာဂတ်ပို့ချင်တယ်ကွာဘာဖြစ်လို့ရှိရင်အနာဂတ်မှာကောင်းစားချင်လို့ဒါတော့ငါအမြဲတမ်းတွေးနေကြရှိတယ်လူတွေကဗုဒ္ဓဘာသာအမြင်နဲ့ဆိုလို့ရှိရင်ဟိုအကျွတ်တရားဆိုရင်မကြားဘူးလား အကျွတ်တရားဆိုတာသိတယ်ရှင်းရှင်းပြောရင်ဒီတော့တန်တရားနေကင်းလွတ်သွားတဲ့အကျွတ်တရားဒီလာမဲ့လူတိုင်းကကွာဥပမာဗုဒ္ဓဘာသာတွေမှာမင်းတိတော့တယ်ဥပမာဆုတောင်းရင်တော့အမြဲဆုတောင်းတဲ့ဟာတွေအမြဲတမ်းရှိတယ်ဟိုအကျွတ်တရားရနိုင်တဲ့အကျွတ်တရားကျင့်နိုင်တဲ့ဘဝရပါစေလို့ပြောတာမဟုတ်လားဒီဘဝမှာမဟုတ်ဘူးဒါမှမဟုတ်ရှေ့ဘဝရင်လည်းဟုတ်မယ်ပယ်လည်းမသိဒါပေမဲ့အကျွတ်တရားကျင့်နိုင်တဲ့ဘဝအခြေအနေကိုရောက်ဖို့ဆိုတာဥပမာဝိုင်းမင်းဒီဘဝထဲမှာအကျွတ်တရားကျင့်ရှင်နေဆိုလို့ရှိရင်ကိုယ့်ဘဝရဲ့ရုပ်ဝတ္ထုအခြေအနေတွေကိုပူပင်စရာမလိုတဲ့အခြေအနေတစ်ခုလိုအပ်တယ်ကွာဥပမာတချို့တော့ဘုန်းကြီးတွေကိုကြီးလိုက်ကွာတကယ်တမ်းpopulist ဘုန်းကြီးတွေမဟုတ်တော့ရိုးရိုးတကယ်ဗုဒ္ဓဘာသာလုံးဝလိုက်စားပြီးတော့မှစိတ်အေးလက်အေးပဲအကျွတ်တရားကျင့်တဲ့ဘုန်းကြီးတွေကွာသူတို့အခြေအနေကြတော့ရှင်းပြောရရင်ဒါအကျွတ်တရားကျင့်နိုင်တဲ့အကျွတ်တရားရမရတော့မသိတယ်ဒါပေမဲ့ကျင့်နိုင်တဲ့ဘဝအခြေအနေတစ်ခုရောက်သွားတယ်ရှိနေတယ်ကွာဒါပေမဲ့လူတိုင်းတော့အဲ့လိုမျိုးမရနိုင်ဘူးလေလူတိုင်းရနေတော့တနိုင်ငံစဉ်းစားကြည့်ပါတနိုင်ငံလုံးမှာအကျွတ်တရားပဲကျင့်နေတော့ဘယ်သူကထမင်းတော့ရှာစားတော့အဲ့ဒါတချို့အဲ့လိုမျိုးတွေဟုတ်အဲ့လိုမျိုးတွေဗာလဲဆူတောင်းတဲ့ခါကျတော့ငါတို့ကဘယ်လိုစီရောရမလဲဆိုတော့တစ်ချိန်ချင်းကျရင်အကျွတ်တရားရဖို့ကအခုချိန်ကလေးရတယ်မဟုတ်လားဥပမာကိုကံကောင်းအောင်ဘဝအနာဂတ်မှာနောင်ဘဝမှာကံကောင်းအောင်ဒီဘဝထဲကနေမများလုံနိုင်ရမယ်ကွာအလှူဒန်းတွေဒါမှမဟုတ်ကောင်းမှုကုသိုလ်တွေများများလုပ်နိုင်ရမယ်ဒါပေမဲ့အခုလိုမျိုးမတိုင်းပြဆုပ်ပြတ်တက်ပြီးတော့မှအကျက်တဲတွေများနေအချိန်ကျဘယ်သူကကောင်းမှုကုသိုလ်ကောင်းလုပ်နိုင်မှာဟိုတစ်ခါမင်းပြောဖို့သူတို့ပဲကွာဗာလဲဝမ်းဝါမှာဗာဖြစ်လဲတရားကျင့်နိုင်မယ်ဆိုတဲ့ဟာမျိုးလေအဲ့ဒါကိုစဉ်းစားပြီးတော့မှဥမာစီယုံတောင်းမှသီကြီးကောင်းလုပ်ရလဆောင်အေးဟုတ်တယ်ဘာတော့ဒီလားဥဆောက်နိုင်မယ်မာတောင်းမှသီလဆောင်နိုင်တယ်အဲ့ဒါပဲမဟုတ်ပါစီယုံအဲ့အကြောင်းဟိုးကောင်းလုပ်ရရင်ကတည်းကဒီလွတ်လပ်ရေးအောင်တိုက်ပွဲဝင်ခဲ့တဲ့ဖခင်တွေအကုန်လုံးကလည်းလောကနိဗ္ဗာန်ဆောက်ရမယ်လို့အများကြီးရေးကြတာပဲဥမာသခင်ကိုတော်မိုင်းတို့ဗိုလ်ချုပ်အောင်ဆန်းတို့သူတို့ဘာသာရေးအဲ့လောက်ကြီးတဲ့ကိုင်းဆိုင်မယ်လို့လည်းမထင်ဘူးကွာဒါငါအမြင်ပြောသေးတယ်မှာဒါပေမဲ့ဒီဟာတွေကိုယူသုံးတယ်ကွာသနာကမင်းပြောတဲ့ဟာမှာနေဆက်သက်ကြီးပြောရရင်ဒါကကာမတို့ဘာလို့ပြောတဲ့စကားရှိပါတယ်အင်္ဂယ်တို့ပြောတဲ့စကားဘာသာရေးဆိုတာဘိန်းလို့ပဲဆိုတာဒါပေမဲ့အဲ့စကားအမှန်တော့ဟောဘယ်လိုပဲကောင်းလဲကွက်ပြီးပြောတာကွာကာမနဲ့အင်္ဂယ်ကအဲ့လိုပြောတာမဟုတ်ဘူးကွာဘိန်းဆိုတာဘာလို့လူတွေကရှူတာလဲဆိုတော့ဟုတ်တယ် context ဆိုတော့ context ကဘာဆိုတော့ဘိန်းရဲ့သဘောကွာလူကတောကတွေများပြီးမှစိတ်ရှုပ်တော့စိတ်ပြီးလက်ပြောက်ထွက်ပေါက်ရှာတဲ့အနေနဲ့ဘိန်းရှူတာကွာအဲ့ခေတ်ကာလတော့ဘိန်းကလိုလိုလေးသုံးလို့ရတယ်ကွာအဲ့တော့ဘိန်းရှူတယ်opium of the masses လို့ကာမတ်နဲ့အင်္ဂယ်နဲ့ပြော Frederick Engel နဲ့ပြောရရှိတယ်ဒါပေမဲ့အဲ့စာကြောင်းဆက်ဖတ်ကြည့်ရင်ဘာတွေ့ရလဲဘာလို့လဲဆိုတော့ဘာသာရေးရဒီလူတွေကသူတို့ကအဲ့လိုမျိုးပြောမယ်ဒီအရင်ရှင်ကုံထုတ်လုပ်ငန်းကြီးထဲမှာလဲပတ်နေတဲ့အခါမှာသူတို့ရဲ့လူသားဆန်မှုကပျောက်ဆုံးသွားတယ်အဲ့တော့သူတို့ကဘာသာတရားကိုစုပ်ကင်ပြီးတော့သူတို့ရဲ့ကြံရှိနေတဲ့လူသားဆန်မှုလေးကိုထိမ့်သိမ်းထားကြတယ်ကွာအဲ့တော့ဒါကnegative မဆန်ဘူးကပြောချင်တာဒါပေမဲ့တစ်ခါတလေကျတော့တို့လူတွေကအဆုံးအရောက်ပြီတို့မြန်မာပြည်ထဲမှာလည်းအဲ့လိုပြောရည်ကြားပါဘာသာရေးဆိုတာဘိန်းပဲလို့ Marx တို့ပြောခဲ့တာပဲလို့အဲ့လိုမျိုးပြောတာတွေကြောင့်ဒီစေအေးကာလအဲ့လိုမျိုးဖြစ်နေအဲ့တော့အဲ့ကြောင့်လဲဒီစေအေးကာလတစ်ချောင်းမှာဆိုရင်ကွာဒီအရှေ့ဥရောပတို့เนาะကွန်မြူနစ်နိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်ဆိုတော့ဘာသာရေးကိုင်းနေနေတယ်ချတာဥပမာဆိုရင်ပိုလန်မှာပုပ်ရဟန်းမင်းအသိရွေးတော့ပိုလန်ကဒီကက်သလစ်ကာဒီနယ်ကိုရွေးလိုက်တယ်ကွာရွေးလိုက်တော့ဒီတောက်လျှောက်စေအေးကာလတောက်လျှောက်မှာအဲ့ပုပ်ပိုလန်ကပုပ်ရဟန်းမင်းကကွန်မြူနစ်ဆန့်ကျင်ပဲလုပ်တယ်ပြီးတော့ကွန်မြူနစ်အစိုးရကလည်းသူ့ကိုကိုင်းလို့မရဘူးဗျသိရမလားဟိုပြီးတော့အဲ့လိုဖះเจ้าတွေကဘယ်လိုပြောမလဲတရှိုဌာနတွေလို့ဖြစ်နေတာကွာအဲ့လိုအနောက်နိုင်ငံတရှိုဌာနတွေလို့ဖြစ်နေအဲ့လိုမျိုးတွေရှိရကွာဒါကလမ်းစဉ်အမှားတွေရောကွာအဲ့လိုပဲပြောရမှာသိရမလားအဲ့တော့မင်းဆန္ဒပြောရတယ်မှန်တော့မှန်ပါဒါပေမဲ့အမှန်လွယ်လွယ်လေးအဲ့လောက်ကြီးအဝေးကြီးပြောကြမလို့
ဒီဘဝမှာကောင်းမှသီလမပြတ်ဆောက်တယ်လို့ရပြီးတော့နောက်ဘဝမှာပို့ပြီးတော့ကောင်းမသားနိုင်လာတော့အဲ့လိုမျိုးပြောအောင်သိရပါလားဒါတော့ဗုဒ္ဓဘာသာကြီးပြောတာအောင်နော်တော်လန်တဲ့အမြင်ကိုလည်းဒီခရိယန်တွေကလည်းပေါင်းတာရှိပါတယ်ဥပမာလက်တင်အမေရိကနိုင်ငံတွေမှာဆိုရင်တို့ကအဲ့လိုကက်သလစ်တို့ဘာလို့နဲ့မတ်ဝါဒပြောတဲ့တော်လန်တဲ့အဘိဓမ္မာအောင်လည်းပေါင်းဖတ်တာတွေရှိတယ်ဒါဒီအောင်လဲအောင်မြင်တယ်ကွာနီကာရာဂွာတို့ဘာတို့မှာဆိုရင်ဒီနေ့အစီအဲ့လိုမျိုးရှိရတယ်ရှိတယ်အလုံးမဖြစ်ဘူးလို့ပြောတာမဟုတ်ပြီးတော့ဒီအရှိအလေပိုင်းကိုကြည့်ရင်လည်းအဲ့လိုအခုပါလက်စတိုင်းကဘာ community ဘာတွေဆိုရင်တို့ရဲ့အစ္စလမ်အယူအဆတွေကိုပေါင်းပြီးတော့ဘာသာအယူအဆတွေကိုပေါင်းပြီးတော့တို့လက်တွေ့ကျင့်သုံးတာကွာဘာလို့တော့သုံးလို့မရဘူးလားမဟုတ်ဘူးကွာဒီမှာတကယ်ညာကိုတကယ်လှုပ်ချင်ရအောင်လုပ်လို့ရတယ်ကွာဒီကောပစ္စည်းကိရိယာတစ်ခုအနေနဲ့ပဲမြင်ရမယ်ကွာဒီဟာတွေကိုပစ္စည်းကိရိယာတစ်ခုအနေနဲ့ကိုယ့်ရဲ့ data အလိုက်ကိုပြချမ်းသားမှာပဲအလွယ်ဆုံးအနည်းကဆက်ဆက်ပြောရရင်ဟိုကွာခြံဆိုင်တယ်ကွာငါတို့ဖက်မှာဆိုရှင်တော့ပေါက်ပြားတွေပါတယ်ရှိတယ်ခြံဆိုင်အဲ့ဒါနဲ့ပေါက်ပြားသုံးရဒီဖက်ချက်မှာကျတော့ပစ္စည်းအဲ့ဒီခြံဆိုင်လေထွန်ခြံဆိုင်တဲ့ကိရိယာတွေကမတူဘူးကွာငါရင်တော့ငါကြောင်းမှာတော့ငါတို့ခြံဆိုင်တော့ငါတို့ garden မှာလို့တော့ငါတို့ပေါက်ပြားတွေပါရရှင်တယ်ဒီပေါက်ပြားရတယ်ကွာဟိုအားမရလိုက်တာငါတို့ရှိမှဆိုရှင်ပေါက်ပြားမသိတယ်မလားခေါင်းလေးနဲ့အားရပဲပေါက်လို့ကောင်းတယ်ဟိုမှာအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမျိုးမတူကြဘူးအဲ့တော့ဟိုခြံလို့တဲ့ပုံစံနဲ့နည်းနည်းတော့ပြောင်းရတယ်ထူးမှမတူတာအဲ့ဒါကတတိထားပြီအပြန်လာမော့အပြန်လာမော့ဒါရှိရင်ဒါပဲကိုမှရှိလို့ဒီအတိုင်းလုပ်ရမှာမဟုတ်ဘူးသိရမှာလူတွေနဲ့ပုံနဲ့ရအောင်လုပ်ရမလို့ဖြစ်တယ်လို့ကိုမှရှိရအပေါ်မှာလည်းမူတည်ပြီးတော့ကိုလောက်တာကိုလည်းနည်းနည်းပါတော့ပြင်ရမယ်ဒါဟိုအဲ့လိုလုပ်မှလည်းလွတ်လပ်မှုကချဲ့ထွင်လို့ရမှာကွာဟုတ်တယ်မဟုတ်လားအဲ့ဒါမနေ့ကတွေ့ရရှိပါတယ်ဗာလဲဟိုဘာသာရေးဆိုတာကယုံကြည်မှုနဲ့အယူသီးရတယ်မတူဘူးတဲ့ယုံကြည်မှုကပြဿနာမရှိဘူးတဲ့အဲ့လိုမျိုးဟိုသူ့ဘာသူယုံတာကွာသူယုံကြည်မှုပဲဒါပေမဲ့အယူသီးရကြပြဿနာရှိရကွာအဲ့လိုမျိုးပေါ့ဒါအဲ့နှစ်ခုခွဲနိုင်ရအဓိကကတော့နိုင်ငံတစ်နိုင်ငံမှာဟိုဒါတော့အယူသီးရဲ့သူတွေအယူသီးရဲ့ဆိုတာတဲ့ရင်ဒုက္ခရောက်အေးလေအယူသီးရဲ့ဆိုတာလည်းဟိုအရှင်းရှင်းပြောရရင်ဟိုခုနကပြောတဲ့ popular ဘုန်းကြီးတွေ popular ဘာသာရေးသမားတွေကပဲတာမန်အောက်ခြေလူထုအမျိုးမျိုးလုပ်နေတာမင်းစနောင်ကပြောတဲ့ဟာမှာဆိုရင်ကမင်းကဟိုကြားထဲမှာလည်းအဲ့လိုဒီစီယုံရေးအကြောင်းပြောလိုက်အကောင်းပါတယ်ငါကြဘာသွားမြင်လဲဆိုတော့ဒီဘာသာရေးတွေကအဲ့လိုဒီပြစ္ဆုတ်ပံပြဿနာတွေအနာဂတ်ပို့တယ်လို့ဖြစ်သွားတယ်ကွာဒါပေမဲ့ဒီလူတွေရဲ့အဆုံးအမတွေကိုကြည့်လိုက်ရင်ဒီပုံကိုယ်တွေကဗုဒ္ဓတို့နော်မဟာမတ်တို့ယေရှုတို့သူတို့ရဲ့အဆုံးအမတရားတွေပြင်သူတို့ကလက်တွေ့ပြဿနာတွေလက်တွေ့ဖြေရှင်းတဲ့လူတွေကတကယ်တမ်းကျတော့ဥမာဗုဒ္ဓကတော့ဒီဒုညမာလူမျိုးတွေကသိရအများပြီးသားဆိုတော့သိပြီးတော့အများကြီးပြောစရာမလိုဘူးပါသိရမလားဒါပေမဲ့ဥမာယေရှုတို့ဘာလို့ဆိုရင်လည်းကွာသူ့ရဲ့အဲ့လိုနမိတ်ပြတယ်ပြောနမိတ်ပြတဲ့ဟာတွေမှာဆိုရင်သူကအဲ့လိုမျိုးလူတွေအများကြီးလာတာကိုငါးနဲ့မုတ်ဒီအများကြီးဖန်တီးပြီးတော့ကြွေးပေးတာတို့နောက်သူအဲ့လိုမျိုးမင်္ဂလာဆောင်ပွဲမှာဝိုင်ကုန်တော့ဝိုင်နေအသစ်လုပ်ပေးတာတို့ဟိုပြီးတော့သူအဲ့လိုဖះเจ้าမှာဈေးရောက်နေတဲ့သူတွေတွေ့ရပါသူအဲ့လိုကြာဖို့ကြစ်ပြီးတော့အကုန်လုံးလိုက်ရိုက်တာကွာရိုက်ပြီးတော့မောင်းထုတ်တာမျိုးတွေပေါ့ဒါတော့ငါအကြမ်းမြင်ပြောတာပြီးတော့ဒါဟိုသမိုင်းနဲ့ဆက်ဆက်ပြီးစဉ်းစားလို့ရအောင်ပေါ့ရောမအင်ပါယာမှာလဝါကတိုင်မော်တင်တာဘယ်လိုလူတွေပဲတင်လဲဆိုတော့တော်လိုင်းရေးသမားတွေကိုပဲတင်တာဟဲ့အဲ့နည်းနည်းလေးစဉ်းစားကြရမယ်ဒါရောမလူအဖွဲ့အစည်းကိုတော်လန်ဖို့ကြိုးစားတဲ့လူတွေကိုတန်ပေးရင်လဝါကတိုင်မော်တင်တယ်အဲ့လေးကောင်းတဲ့ထည့်ထားကြည့်လို့ရတယ်ကွာဟိုပြီးတော့ယေရှုကဘာအဲ့တော့မေးရဖြစ်လားယေရှုကဘယ်လိုတော်လန်နေတာလဲဟောသူကအဲ့လိုမျိုးဒီသူခေတ်ကာလမှာပေါ့ကွာသူဒေတာမှာရှိနေတာအဲ့လိုဘာသာရေးဂိုင်းကောင်းဆောင်ကြီးတွေကအရန်အားကြီးပါဖာရီရှဲလို့ခေါ်တာပေါ့ဖာရီရှဲတွေကလူတွေကိုအဲ့လိုမျိုးဟိုကငါတို့ပြောတာပဲနားထောင်ပုံစံမျိုးပေါ့သိရမှာအဲ့တော့ယေရှုကမဟုတ်ဘူးမင်းတို့ကတကယ်ညမင်းတို့ကဘာသာမင်းတို့ပြောနေဘာသာလဲမင်းတို့နားမလည်ဘူးတကယ်ညလူချင်းချစ်ရမယ်သိရမှာ universal ဖြစ်တဲ့ message တွေလည်းသူကပေးရကွာအဲ့တော့သူ့မှာလည်း follower တွေကအများများလာအဲ့နောက်ဆုံးညတော့ဘာလုပ်လဲဟိုမြန်မာပြည်မှာလိုပဲရှင်ဥက္ကဋ္ဌတို့ဘာတို့ဖုန်းကြီးတွေကမနိုင်တော့အစိုးရကိုတိုင်ပြီးတော့ရှင်းပြတာကွာအဲ့လိုမျိုးမြင်လို့ရတယ်ဒါဟိုမဟုတ်ဒီသဘောပဲအဓိကကတော့ဟုတ်တယ်မလားဗုဒ္ဓတို့ဘာတို့ကြည့်နေဗုဒ္ဓတို့လာတဲ့နေရာကဟိုမှာအိန္ဒိယကမှာအရင်တော့ဆိုလို့စက်တွေရှိတယ်ကွာ
ဇတ်တွေရှိရယ်လူရန်သားခွဲခြားတယ်ကျွန်နေရှိရယ်ဒါပေမဲ့ဗုဒ္ဓကဘာလုပ်လဲသူ့ရဲ့တန်ဃာလို့ခေါ်တော့တန်ဃာဆိုတာ commune ပေါ့ကွာအဲ့လိုစုအဖွဲ့လေးရောပုံစုအဖွဲ့လေးတွေမှာလူတိုင်းလာနေလို့ရတယ်ပြီးတော့အားလုံးတူအောင်ကတုံးရိပ်ရတယ်ကတုံးရိပ်လိုက်ရင်တော့အမွှေးအမြင့်အသင့်တွေမရှိတော့ဘူးကွာဒါမိုးစိတ်မွေးတွေဘာတွေကြည့်ပြီးတော့ကိုကဘာလူမျိုးလဲဒီမှာကိုကဘာသာကိုးကွယ်ခဲ့လဲအဆင့်အတန်းခွဲလို့ရတယ်ကွာအိန္ဒိယလူအဖွဲ့အစည်းမှာအဲ့တော့ဘုရားရဲ့သဘောကအကုန်လုံးကတုံးရိပ်လိုက်တယ်မိုးစိတ်မွေးနှခမ်းမွေးတွေတင်လိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဒါအားလုံးတန်းတူပဲပြီးတော့တန်ဃာထဲမှာနေတဲ့ဘုန်းကြီးတွေကလည်းအချင်းချင်းဝေမျှစားသုံးကြတယ်ပြီးတော့တယောက်သေးသွားရင်သူ့ရဲ့ပိုင်နာတွေကိုအဲ့လိုနောက်လူတွေကိုပြန်ခွဲပြီးတော့သုံးကြတယ်ကွာပြောချင်တာတော့ကွန်မြူနစ်တောင်တော်တော်ဆန်ကွန်မြူနစ်အစားဗုဒ္ဓကငါတို့ရဲ့ slogan အသစ်အဲ့လိုပေါ့အဲကြောင့်ဒီအိန္ဒိယမှာဆိုရင်ကဒါလစ်လို့ခေါ်တာပေါ့အနေဆုံးဇတ်တွေပေါ့အနေဆုံးဇတ်ကလူတွေဗုဒ္ဓဘာသာတွေများတော့ဘာလို့တော့ဟိုးရင်ဗုဒ္ဓခေတ်တုန်းကဗုဒ္ဓဒီလူတွေကိုလက်ခံခဲ့တာကွာဟိုဟိန္ဒူသူတို့ဆရာကြီးတွေဗရာမင်တို့ဘာတို့တွေကသူတို့ချီကြုံကလာပဲလောက်ခိုင်းတယ်ကွာဒီမှာစကားနဲ့ပြောတည်ရနှိမ့်တာကွာဒါပေမဲ့ဗုဒ္ဓကသူတို့အခွင့်အရေးပေးတယ်တန်းတူဆက်ဆံတယ်နော်ဒါတော်လာနာပဲသူခေတ်သူအခါအရာပြောရင်ဒါပေမဲ့ဗုဒ္ဓကတော့ကာမဆိုပါလို့လိုမျိုးဘောဂဗေဒမကျွမ်းတော့ဒီမှာခေတ်ကိုထိထိရောက်တော့မပြောင်းနိုင်ဘူးကွာဒါပေမဲ့သူ့ရဲ့ spirit ကိုသူ့ရဲ့စိတ်ဓာတ်ကိုတို့ကအတိအမှတ်ပြုတာသိရမှာတော်လာရေးသမားပဲသဘောတရားအရာပြောရင်ဒါသူခေတ်သူအခါဘယ်သူမှလောက်တာမဟုတ်ဘူးသူကလောက်တယ်အဲ့တော့ငါဗာတတိထားမိတယ်ဆိုတော့ဒီဗုဒ္ဓရောယေရှုရောမှာသွားဒီဗုဒ္ဓယေရှုရောမဟုတ်ဘူးဗုဒ္ဓဘာသာမှာရောခရစ်ယာန်ဘာသာမှာရောဒီလိုကိုအဓိကတော့ကိုအတ္တကိုချိုးနှိမ်ပြီးတော့ဆွန့်ခိုင်းတာပေါ့အဓိကတော့ငါဒါကငါမြင်တော့ပြောတာသိရမှာဗုဒ္ဓဘာသာမှာဆိုလဲကိုယ့်ရဲ့အတ္တဆိုတာဘယ်ညမရှိဘူးကွာဒီဒုက္ခနာကိုရှိနေလို့လားငါဆိုတဲ့အတ္တရှိတာခရစ်ယာန်မှာဆိုရင်လည်းငါဆိုတာဘာမှမဟုတ်ဘူးကွာဒီဘုရားအရှိဘုရားအကြီးမြတ်ဆုံးဖြစ်တဲ့အတွက်နော်တရားငါ့ကိုဖန်ဆင်းတာအဲ့တော့ငါတကယ်ညဘာမှမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဘာသာမှာဆိုဆက်နောက်ငါလို့ကအနတ္တသဘောကိုသိလိုက်တဲ့အခါမှာသူကဟောပေါ်ဒီနိဗ္ဗာန်ကိုသွားရင်တော့မဂ်ကင်၈ပါးကိုလမ်းအဲ့လိုတမာဒိဋ္ဌိလို့ဘာလို့အဲ့လိုအဆင့်ချင်းပေါ့အဲ့ဒီဟာတွေကိုမြင်ကြည့်လိုက်ရင်ဘာတွေ့ရတော့ပထမဆုံးသုဒ္ဓညဆိုတော့တမာဒိဋ္ဌိဆိုမှန်တဲ့အမြင်နော်သမတ်လုပ်တယ်ဆိုရင်ဒါဟောပေါ့သမအာဇီဝဆိုရင်မှန်ကန်တော့အသက်မွေးကြောင်းအဲ့လိုတစ်ဆင့်တက်တော့နောက်ဆုံးရှစ်ဆင့်ပြီးသွားတဲ့အခါမှာမင်းကြည့်လိုက်အဲ့ဒါတွေအကုန်လုံးကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကိုထိန်းချုပ်တာကွာပြောချင်တာဒီမင်းမက်ကင်ရှစ်ပါကိုကျွမ်းသွားပြီဆိုရင်ငါအဲ့လိုပြောနေတာဘုရားဒီဟာနားထောင်တဲ့ဘုရားဘာသာရဲ့ဘာပြောကြအောင်အဲကျွမ်းသွားပြီဆိုရင်မင်းရဲ့လှုပ်ဆောင်မှုတွေကိုမင်းကအသိရှိလုပ်နိုင်တဲ့သူဖြစ်သွားတယ်ကွာပြောချင်တာငါတို့ကတာမန်လူမှုဘဝထဲမှာနေနေချိန်မှာကိုဘာလုံးနေမှာငညကိုခေါင်းနဲ့ထည့်မစင်စားနေဘူးကိုမှအတိနဲ့လှုပ်ဆောင်မှုတွေကကျင်းဟာသိရမလားဘယ်လိုမလဲခဏအောင်ကလို့အဲ့မက်ကင်ရှစ်ကားတဲ့တခုဆိုရင်ကွာမှန်ကန်တော့အပြောပေါ့ဘာလို့မှန်ကန်တော့အပြောလို့ပြောလဲဆိုတော့ဥပမာငါမင်းနောက်ကနေဝါကနေကောက်လုပ်လိုက်ရင်မင်းကဆိုပါဇက်ကနေထဆဲမယ်ကွာဒါကိုပါဇက်ကိုမထိန်နိုင်တာသိရမလားဘာလို့ကိုကတတိလွတ်နေလို့ကွာအဲ့တော့ဒီဟာတွေအားလုံးကိုပိုင်သွားတဲ့အခါကျရင်ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေအကုန်လုံးကကိုယ်နဲ့တသားတည်းဖြစ်သွားမယ်ဒီသဘောကိုဒီဂျပန်ဒသနပညာရှင်နီရှီဒါခီတာရိုနီရှီဒါလားမသိတော့အဲ့လူကသူကဟောဇင်ဗုဒ္ဓဘာသာကိုသူကယူပြီးတော့သူ့အတွေ့အခေါ်ဖြန့်တော့သူပြောရဒီဂျီခါခူကိုကိုနိုးကြားလာခြင်းကိုအတိစိတ်ကနိုးကြားလာခြင်းဆိုတဲ့အယူအဆမှာလည်းအဲ့လိုပဲကိုကဆက်နောက်အတိစိတ်နဲ့ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေဟာနေတဲ့အတွက်လောကမှာကိုကအဲ့လိုမျိုးဒါဟိုကအဲ့လိုဖြစ်နေတာကွာဒါပေမဲ့ဒီဟာတွေကိုနားလည်သွားတဲ့အခါကျတော့ကိုကထိန်းချုပ်နိုင်သွားတဲ့အခါမှာကိုယ့်အတိစိတ်နဲ့လှုပ်ဆောင်မှုတွေကတသားတည်းဖြစ်သွားမယ်အဲ့ကိုတကယ်တမ်းညာပြောချင်တာကလွတ်လပ်သွားတယ်သိရမလားဘာလို့လဲကိုသိသွားတယ်ကွာဒါဟေကဲငါအရင်တစ်ပတ်ကပြောသွားတဲ့ဟေကဲပြောသလိုပဲလွတ်လပ်မှုဆိုတာကိုသိတာသိရမလားကိုဘာလိုနေလဲဆိုတာသိတာကွာပို့လည်းမလုပ်ဘူးshort လည်းတုံ့ပြန်တာလည်းမဟုတ်ဘူးကွာပို့ပြီးတော့လောက်တာလည်းမဟုတ်ဘူးငါနောင်ဘွားမှာကောင်းသားခြင်းလို့ပညာစုကလောက်တာလည်းမဟုတ်ဘူးပြီးတော့ခဏကလို့မသိဘဲနဲ့တုံ့ပြန်တာမျိုးမင်းပေါ်လိုက်လို့မင်းကပါဇက်ကနေထားတဲ့ဟာလန့်ပြီးအဲ့လိုမျိုးမဟုတ်ဘူးသိရမလားအဲ့လိုပဲခရစ်ယာန်မှာကြည့်ရင်ကြတော့ဒါငါအမြင်ကိုပြောတာဒါ
theology တွေငါ့ကိုပြန်ပြီးပြောရင်လည်းပြောလို့ရပါဘောငါအမြင်မှာကျတော့ဒီလိုမျိုးကိုယ့်ရဲ့အတ္တကို surrender ပေါ့ကိုကအဲ့လိုမျိုးနှိမ်ချလိုက်တဲ့အတွက်ကိုကဘာမဆိုလုပ်နိုင်တော့တယ်ကွာဖះငါနဲ့အတူရှိတယ်ဘာလို့တော့ငါဆိုဒါဘာမဟုတ်ဘူးဒါပေမဲ့ငါဖះငါနဲ့ရှိတဲ့အတွက်ငါဘာမဆိုလုပ်နိုင်တယ်ဆိုတော့ယုံကြည်ချက်ကိုရသွားတယ်ကွာအဲ့တော့ဒီဟာလည်းဟိုတူတော့မတူတယ်မှာဒါပေမဲ့ဟိုရှင်ကြည့်လို့ရတဲ့ concept နှစ်ခုတော့ငါတော့မြင်35မိနစ်အဲ့ရောအဲ့တော့ငါပြောသွားတာဟိုရှင်းလာတော့မသိဘူးဒီလိုမျိုးဟိုငါတို့သမယိုးကြမီယိုးဖလားအမြင်နဲ့ကြည့်ရင်တော့အော်မက်ကင်၈ပါးကိုလုံနိုင်လို့မက်ကင်၈ပါးအတိုင်းပေါ်ဒီမှာနိဗ္ဗာန်ရောက်အောင်သွားနိုင်တဲ့အတွက်ကိုယ်ချုပ်ငိမ့်သွားတယ်အဲ့လိုတော့ပြောလို့တော့မရဘူးဘောတော့ဟိုသနာငါပြောသလိုဒီဂျပန်ယူစာဝဂျီခါခူတို့ဇင်တို့ပါတော့ဇင်လည်းအဲ့ဒီအတိုင်းပဲဇင်ဟိုလူကနီတာဂီတာတို့ကယူထားတာကွာဟိုဇင်မှာဆိုရင်လည်းကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကဟိုအတွေးတွေမများဘူးကွာကိုဒါလုပ်မယ်ဆိုဒါပဲလုပ်ရမယ်အဲ့ဒီအတွက်ကိုကဟိုပိုလိုလိုတွေအရန်ပို့ပြီးတော့လောက်တာလည်းမဟုတ်ဘူးလိုနေရတယ်မဖြစ်ဘူးကွာအဲ့တော့ဒါစစ်မှန်တဲ့ဟိုဘယ်လိုမလဲလှုပ်ဆောင်မှုဖြစ်တဲ့အတွက်လူနဲ့တရားတဲ့လှုပ်ဆောင်ကိုအသိစိတ်နဲ့လှုပ်ဆောင်မှုတရားတဲ့ဖြစ်နေတဲ့အခါမှာကိုလှုပ်ရှင်တဲ့အရာပြီးမြောက်ကိုလှုပ်တဲ့အရာပြီးမြောက်မှကိုလွတ်လပ်မှုလေတိုးချဲ့လို့ရတာမဟုတ်ဘူးလားဒါဟိုလုံးမဖြစ်ဘူးဆိုရင်ဟိုဒါလုပ်ရင်တော့ရအောင်မလုပ်နိုင်ရအောင်လေအဲ့လိုမျိုးသဘောပေါ့နော်ငါပြောချင်တာအဓိကကတော့အဲ့ဒါပါပဲဟိုပြီးတော့ဗုဒ္ဓရဲ့နာမည်ပွဲတွေထဲမှာလည်းပါပါတယ်သူကအောင်နိုင်သူလို့လည်းပြောတာပဲဒါသူ့ရဲ့အတ္တကိုသူကအောင်နိုင်တဲ့သူလို့ပြောတာပါဒါနော်ပြီးတော့သူနိဗ္ဗာန်ရောက်တယ်ဆိုရင်လည်းဒီခန္ဓာကိုယ်ကြီးကိုဆွန့်သွားတာမဟုတ်ပဲသူအဲ့လိုအသက်80လောက်အထိနေပြီးတော့သူဒီလိုပဲတပည့်တွေကိုသင်ကြားပါတယ်ပုံဒီလိုလူတယောက်လိုပဲနေတော့တာပဲကွာဒါကြီးဆက်ပြီးကြည့်ဒါငါအမြင်ကိုပြောတာပေါ့အဲ့မင်းပါပြောချင်တာရှိတယ်အေးဗုဒ္ဓနဲ့တော့ပြောနေဗုဒ္ဓတွေစီရောက်သွားတယ်ဟိုဆက်မှုရှိနေတော့ကိုအရာရာအားလုံးဆက်မှုရှိတော့တော်မလားဟိုပြောဒီပြောလဲအကုန်လုံးကချစ်ဆက်ဖြစ်နေအဲ့ဒါတခုကောင်းတာလူတွေအဲ့ဒါတတိထားလို့မရအေးတတိထားမိလို့ရှိရင်လေဟိုဘာပဲလို့ဟိုဘာလဲအနုပတိလောမကြတယ်ကွာရှင်းပြောအကုန်လုံးချိတ်ဆက်နေအဲ့ဒါဟိုကောင်းနေမထည့်ထားဖို့ကောင်းrecording နှိပ်ပြီးတော့နှိပ်ပြီးတော့ဒီပြီးရောအဲ့တော့ပြောဟိုမင်းပြောနေကွာမှာခါမကတည်းကဟိုဘာသာတရားဆိုတော့လူတွေအတွက်ဘိန်းဆိုမြန်တိတ်ပြီးတော့မှအဲ့လိုမျိုးနှှက်ရှင်တာနည်းနည်းမတူလို့ပြောရကွာမတူဆိုတော့အဲ့လိုတိတ်ပြီးနှှက်ရှင်လို့မရဘူးပြောတယ်ကွာဟိုအဲ့ဒါငါကဘာရေးချထားလဲဆိုတော့ဟိုဟာတာဘောနဲ့ဒီခါမကဘိန်းမရှိဖူးမန်းတိတာတယ်လို့ဟုတ်တယ်ဟိုပြောအဲ့လိုပြောတော့ကိုလည်းလည်းမရှိဘူးမဟုတ်ဒါပေမဲ့ဘိန်းတွေဘာလို့ဆိုလို့ရှိရင်ကွာမှရှူလိုက်တယ်ဆိုတာဟိုမြန်မာလိုဘယ်လိုပြောမလဲကွာ withdraw effect ဆိုတာအဲ့လိုကွာဘိန်းရှူပြီးလို့ရှိရင်ထပ်ပြီးတော့ရှူရှင်းနေအုံနောက်ကအဲ့လိုမျိုးလိုအပ်နေဘာလို့ဆိုတော့ဘိန်းရှူလိုက်တဲ့အေးရက်နာကြတယ်ဘိန်းနာကြတော့ဘိန်းရှူပြီးလို့ရှိရင်အုံနောက်ဘိန်းရှူနေတဲ့အချိန်မှာလူအုံနောက်ကလုံးဝကွာဟိုအရာရာအားလုံးကခါတဲ့ဟိုအသင်းပျော်ပါပြီးတော့အဲ့လိုဖြစ်သွားတာကစားကွင်းနဲ့အရာပြရောက်သွားလို့ဖြစ်သွားတော့အုံနောက်ကလည်းမှဟိုအချိန်ပိုလုံးနေလို့ဖြစ်တယ်ဒါပေမဲ့ဘိန်းရှူပြီးကြာသွားတဲ့အချိန်ကျတော့အုံနောက်ကမူလအချိန်တွေပြန်မသွားချင်တော့သွားတာအရန်ခက်ခဲပြီးတော့လေးမှမှရင်းနဲ့စိတ်သက်တွေကြာလို့ဖြစ်ဟမ်ငါခုနအရန်ပျော်နေဘာလို့အခုချက်ချင်းကိုရက်တန့်သွားတာလဲဒါမှအုံနောက်ကလို့စဉ်းစားရင်းတော့အမှနောက်ထပ်ဘိန်းထက်ရှူခြင်းရောအဲ့လိုမျိုးဖြစ်ရောဘိန်းကတော့ဟိုအခြေခံမြင်းဆေးပေါ့ရှားအဲ့ဒီဘိန်းထက်ပြင်းနေမှာဟိုမြင်းဆေးတို့ဒီfentanyl တို့အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးဒါပေမဲ့အဲ့တော့ခါမကပြီးတော့မှဘာသာတရားကလူတွေတဲ့ဘိန်းဆိုလို့ရှိရင်တခုရှိတာကဟိုလူတွေကဘာသာတရားအသုံးပြုတယ်ဘာ withdraw effect ကပါလဲဆိုတော့တော့တိတ်ပြီးတော့ညီမချင်းချလို့တော့ရမယ်လို့တော့ထင်တယ်မကစဉ်းစားနေတာဥမာဘိန်းရှူလိုက်တယ်အုံနောက်ကလုံးဝဟို over stimulate ဖြစ်သွားတယ်ဒါပေမဲ့ပြန်ပြီးတော့မှပြန်ကြာရတဲ့အချိန်ကျတော့အုံနောက်ကလုံးဝဟို depressed တွေဖြစ်တော့ထပ်ရှူရှင်တယ်ဘာသာတရားကျတော့လူတွေကကိုးကွယ်လိုက်တယ်ယုံကြည်မှုရှိလို့ဖြစ်ပါကူဖြစ်လို့ဖြစ်ကိုးကွယ်လိုက်တယ်ဒါပေမဲ့ကိုးကွယ်ပြီးဆက်ကိုးကွယ်ရှင်နေတာမှလည်းမဟုတ် withdraw effect ရှိတာလည်းမဟုတ်ဘူးဒါပေမဲ့မင်းပြောသူပဲလူသားဆန်လို့ကွာလူဖြစ်နေလို့အဲ့တော့ငါရဲ့ဒုတိယအချက်ကဆက်မင်းပြောလိုက်အဲ့ point မပြတ်သွားခင်ဟိုမှာဆိုရင်ခရိယန်နေမှာဆိုရင်ကွာဒါ community building ပဲကွာဘုရားကျောင်းမှာမိတ္တဟာယဖွဲ့ဆိုလူတွေတွေ့တယ်ပျော်
ပါသွားတယ်ပြီးတော့နောက်ကျန်တဲ့6ရက်9ရက်6ရက်လောက်ကအလုပ်ပြန်သွားတော့အေးဗုဒ္ဓဘာသာမှာလည်းလို့ဘုန်းကြီးအောင်သွားတယ်ဆိုရှင်ရှင်းပြောရင်ဒီဟာတွေကဟိုအမှန်မှန်ကွာဒီ community ဘုန်းကြီးအောင်သွားတယ်ဗါသွားအဲ့ဒါအကုန်လုံးအရန်ချစ်စရာကောင်းတဲ့လေကွာအမှန်အဲ့ဒါအကျိုးရှိကောင်းကောင်းလေးတော့ပြောရအဲ့တော့မင်းဒီကအချက်ပြောဒီအချက်ကမင်းပြောကွာလူသားဆန်တယ်ဆိုတာကဘာသာတရားကိုယ်ကွယ်လူသားဆန်တယ်ဆိုတာအဲ့ဒါဟုတ်တယ်ကွာဟိုမင်းလူတွေပဲယုံကြည်မှုရှာနိုင်တယ်ဒါမှမဟုတ်တိရစ္ဆာန်တွေရတာမဟုတ်လူတွေအတွက်လူတွေနဲ့လုံးဝဟိုဒါ unique ဖြစ်တဲ့လက္ခဏာလုံးဝအတူမရှိလက္ခဏာကိုဘာသာတရားကိုယ်ကွယ်လိုက်တယ်ပဲဖြစ်ပါဖြစ်ဆိုတော့ငါလူတယောက်ရဲ့လူဖြစ်တည်မှုကိုအတည်ပြုလိုက်တာပဲကွာအထူးသဖြင့်မပြောသလိုပဲဟိုအုပ်ချုပ်ခံလူတန်းစားထဲမှာပေါ့အောက်မှာလုံးဝအောက်မှာရောက်နေတဲ့လူတွေလုံးဝဖိနှိပ်ခံနေရတဲ့လူဘာမှထွေအခွင့်အရေးမရှိတဲ့လူတွေကြတော့ဒီဘာသာတရားကိုယ်ကွယ်တာလေးရပဲသူတို့အတွက်ကဖြစ်တည်မှုလေးကသူတို့ရဲ့ identity ဖြစ်တည်မှုတွေကိုပြန်ပြီးတော့မှအတည်ပြုတယ်ကွာတဘောပါอืมအဲ့ဒါလေးပဲရှိတော့သူတို့ကအဲ့လိုအတည်ပြုအချိန်ကျတော့အပေါ်ကနေပြီးတော့ဟိုနည်းနည်း populist ဖုန်ကြီးတွေနည်းနည်းအာဏာလာဘယ်တော့မှကလေးကချစ်ဖုန်ကြီးရွယ်ကလေးကချစ်ပေါ့အဲ့လိုမျိုးလူတွေကပဲတွားပြီးတော့မှအခွင့်အရေးယူနေကြတယ်အဲ့အရင်များအတို့နိုင်ငံမှန်တော့အဲ့အရင်များအမှန်တော့ဘာမှမဟုတ်လို့အကြက်တဲနေတဲ့အချိန်မှာလူတွေအရင်ကြက်တဲနေတဲ့အချိန်မှာဟိုဘာသာတရားလေးကိုကွယ်လိုက်တယ်ယုံကြည်လိုက်တယ်ဘာဖြစ်လဲသူတို့ရဲ့လူဖြစ်တည်မှုကိုအတည်ပြုလိုက်လို့ဘာဖြစ်လို့ဆိုတော့ပတ်ဝန်းကျင်မှာသူတို့ခံနေရတဲ့အရာတွေအကုန်လုံးကသူတို့ရဲ့ဖြစ်တည်သူရဲ့လူဆိုတဲ့လူသားဆန်မှုကိုနှုတ်ယူနေတာကွာဒါမှမဟုတ်ဟိုစက်ရုံမှာအချိန်ဟိုစက်ရုံမှာမမျှမတရုန်းကန်လှုပ်နေရတယ်ရှင်တန်မှုတွေမမျှမတလုပ်နေရတယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့လူဖြစ်တည်မှုကိုနှုတ်ယူနေတာပဲဒါမှလူဖြစ်တည်မှုအပြည့်အဝသုံးချခွင့်မရဘူးဟိုဟာလည်းဖိနှိပ်လိုက်ဒီဟာလည်းဖိနှိပ်လိုက်ကိုယ်မှာလွတ်လပ်မှုတွေကပျောက်ဆုံးနေအဲ့တော့လွတ်လပ်မှုနဲ့ပြန်သွားလို့ရှိရင်ဘာတရားကိုယ်ကိုယ်လိုက်ဆိုတာလဲကိုယ့်ရဲ့ဘာမှမရှိတော့တဲ့နည်းနည်းလေးပဲကြံနေတဲ့လွတ်လပ်မှုလေးကိုအတီးပြုလိုက်တာပဲငါဟိုဟာတော့ငါမဖြစ်သွားတည်မှုနိုင်ဘူးကွယ်အတည်ပြုလိုက်တာငါဟိုဟာတော့မသွားနိုင်ဒီဟာတော့မဝင်နိုင်ဘူးဟိုဒါလေးတော့မလုပ်နိုင်ဘူးဒါပေမဲ့ငါယုံကြည်မှုလေးတော့ငါထားနိုင်တယ်ဖျားလေးတော့ငါရှ िख ိုးလိုက်နိုင်တယ်ဒါဆိုရှင်ဘာဖြစ်လဲလွတ်လပ်မှုကအာအာနည်းနည်းအတီးပြုသွားတယ်နည်းနည်းနေလို့ထိုင်လို့နည်းနည်းကောင်းသွားတယ်ဒါတော့ပြီးလို့ရှိရင်နောက်တစ်ခုကျတော့ကိုတယောက်တည်းအဲ့ဒါလုံနေတာမဟုတ်ကိုအတာဝန်တစ်ခုလုံးကလည်းအဲ့ဒါလုံနေတော့အာစူးစီးမှုတွေတစ်ခုဖြစ်သွားတယ်ချစ်စရာကောင်းတဲ့စူးစီးမှုဒါတော့လူသားတွေထဲမှာအထူးသဖြင့်တော့ဒီဖိနှိပ်ခံတွေထဲမှာပို့ပြီးတော့တွေ့ရအဲ့ဒါကြောင့်လည်းစင်းရဲတော့ပါတဲ့ဒေတာတွေမှာဘာသာတရားကပိုပြီးကိုင်းဆိုင်နေပါတယ်ဆိုတာဒီကိစ္စတွေကြောင့်မို့ဒါပေမဲ့ခုနမင်းပြောသလိုပဲဟိုနည်းနည်းတချို့လူတွေကဟိုရန်နိုင်ငံပဲကွာရှင်းပြတချို့ကျတော့လည်းနည်းနည်းဟိုခူးခေတ်ဖြစ်ရှင်နေတဲ့လူငယ်လေးတွေပေါ့ဒါမှမဟုတ်ခူးခေတ်လူငယ်တွေဘာလဲရောက်ပဲရှောက်ပြောတယ်ပြောတဲ့လူတွေတော့များလဲတော့ရွာကလည်းမဟုတ်တော့ရွာမှာဆိုလို့ရှိရင်အကုန်လုံးကဒီတိုင်းမြို့ပြကနည်းနည်းလေးဟိုအရှင်ပြတဲ့လူတွေဘာတွေတော့မှကြည့်ပြီးတော့မှဟာဒီလူတွေကတော့ဘာညာပဲဆိုသူတို့များသွားပြီးတော့ဟိုအကဲတစ်ဖြတ်ပေးနေအကဲခတ်နေရတာ judge လုပ်နေကြတာအဲ့အရင်ဆက်ဆက်ပြောချင်တာဥမာအချို့ဥရောပနိုင်ငံတွေမှာအချို့ကပြောတယ်အာဒီနေ့ခေတ်ကသိပ္ပံပညာထိုးတက်လာတော့ဟာဟိုဆရာကျောင်းသွားတဲ့သူတွေနဲကုန်ပြီလို့ပြောအောင်တယ်ဒါပေမဲ့ငါတနေရာမှာပြန်ဖတ်ကြည့်တော့ဘာတွေ့လဲဆိုတော့ဒါငါဘာသာတရားကိုကာကွယ်ရှိနေလိုက်ပေးနေရတယ်မဟုတ်တကယ်ညလူတွေကဖះကျောင်းသွားဖို့အချိန်ပဲရှိတာကွာကျောင်းမသွားတော့အလုတ်ကြီးပဲလုံနေရတော့ကွာကိုအိမ်မှာရှိနေတဲ့အချိန်ကလေးကိုသိရမှာလည်းတခုခုလုံကျင်တယ်ကွာလူတွေတော်တော်များဒါသဘာဝအတည်ပါငါတို့လည်းအဲ့လိုပဲကိုအိမ်လေးထဲမှာရှိနေတဲ့အချိန်တခုအိမ်ရှင်းမလားသိရမှာဘာလို့ဖတ်မလားနော်တခုလုံကျင်တယ်ကွာဖះကျောင်းသွားတာကြီးဟိုတော့တာဝန်ကြီးလို့ဖြစ်နေတယ်ကွာဝတ်တရားကြီးလို့ဖြစ်နေတယ်ဖះကျောင်းကမသွားတော့ပြီးတော့တချို့ကျတော့လည်းပြီးတော့အဲ့လိုဆွမ်းတောင်းကတော့ဖះဟုတ်တယ်ပြောရတချို့ကြလဲတချို့ကျတော့လည်းမဟုတ်ဘူးအဲ့ဒီဖះเจ้าကတော်တော်များလူတွေကိုguilt trip လို့ပြောမှာလားအဲ့မျိုးတုံးချပြီးတော့လူတွေဖះเจ้าတက်လာခိုင်းတာလာမှတို့လည်းဖះเจ้าပတ်ဆိုင်ရတော့လုံငယ်ထဲပါထဲကြထဲအဲ့အကြောင်းဆွမ်းနာပြောသလိုယုံကြည်မှုနဲ့အယူသီးရနဲ့ကမတူဘူးကွာကိုယ့်ဘာသာကိုယုံကြည်တာတကယ်တမ်းကျတော့နောက်ဆုံးအရေးကြီးတာကိုဖះเจ้าသွားပြီးတော့မယုံရင်လည်းအသုံးမဟုတ်ဘူးတည်ဘုန်းကြီးကျောင်းလည်းအဲ့လိုပဲပါတဲ့ဘုရားဘာသာမှာဆိုတယ်တကယ်တမ်းကိုကဘုန်းကြီးကျောင်းနေသွားတရားသာမှရွတ်နေမှကိုလက်တွေ့ဘဝမှာသိရမလားဒီဗုဒ္ဓသင်ကြားထားတဲ့အတိုင်းမလိုက်နာနိုင်ဘူးဆိုရင်ဘာဖြစ်လို့သွားနေအောင်မှာဒီမှာဒါဟန်ပြကြီးလိုပဲဖြစ်မနေဘူးလားအဲ့တော့ဒါစံတော်ကဒါဆက်ဆက်ပြီးတော့
ကြားထဲမှာပြောတာပေါ့နော်ဒါလူတွေပြောချင်တာကိုယုံကြည်မှုလေးတော့လေ့ကျင့်မှုအချိန်မရှိဘူးကွာဒီနေ့ခေတ်မှာဒါစနစ်ရဲ့ပြဿနာတွေပါလေငါတို့တွေ့တယ်ကွာပြဿနာအဖြစ်ဖြေရှင်းရမှာပြီးတော့နောက်တစ်ခုဆိုရင်ကွာငါတို့ဒီနေ့ခေတ်မှာဆိုရင်ငါတို့ကိုယ်တိုင်ခံနေရတာကွာငါတို့မိဘတွေပါလေအဖိုးဘွားတွေခေတ်တုန်းကဆိုရင်ကွာရုံးဝန်တန်းရိုးလာစာတွေပုံမှန်လေးစုယုံနဲ့အိမ်နေကားတွေဝယ်နိုင်တယ်ကွာငါတို့ဒီနေ့အချိန်မှာမရဘူးကွာအေးပါငါတို့ရတဲ့လောက်ခကတော့နံပါတ်အရတော့များလာတယ်ကွာဒါပေမဲ့မစုနိုင်သိရမလားတို့ဘာလဲအဲ့လိုမျိုးထွက်မှမသိထွက်ကိုထွက်နေတာဟုတ်ပါအဲ့လိုမျိုးဖြစ်နေကွာဒါငါတို့ကလေးတွေဘာတွေလက်ထပ်ကြရင်ပိုတော်ဆိုးအောင်ဒီစနစ်မပြောင်းရင်ပြောတာပါသိရမလားအဲ့ဒါကြောင့်ဒီကိုရီးယားတို့ဂျပန်တို့မှာဆိုရင်လူတွေကအိမ်တော်မပြုတ်ကြတော့ဘူးပြုတ်ရင်လည်းကလေးမယူကြတော့ဘူးသူကအိမ်တော်ပြုတ်တယ်ဆိုတာလည်းသိရမလားနေရောက်အတူနေပြီးတော့အချင်းချင်းထောက်ပံ့တယ်ပို့တူဟွာပို့တယ်အဲ့လိုမျိုးအဲ့အမျိုးရှိရကွာအဲ့တော့ဒီဟာကဒါကိုလွတ်လပ်မှုတွေကိုချုပ်ချဲ့လဲခံနေရတာပဲဒီမှာကိုကပတ်စံလိုလို့အလုံးပိုလုံးမရမယ်အဲ့တော့လင်ယူသားမွေးခဏဖယ်တာတိတော့မစင်သားတော့ဘူးဒါတော့ generation ထဲမှာတော့ရှိရောညီမဗီဒီယိုပါတော့မှဖြစ်နေသိရမလားအဲ့လိုပဲပြောမှာအခုsorry ပြောမဟုတ်ငါပြောမှာအခုလဲတော့ငါတို့ပြည်တွင်းထဲမှာလဲကလေးယူတဲ့နှုံတွေကကြဆင်းလာတယ်ကွာအခုအချိန်နေမှာဆိုလို့ရှိရင်အဲ့ဒါနည်းနည်းပြဿနာရှိနောက်ကြရင်ကလေးတွေကနေသွားတယ်အဓိကတော့ငါတို့ကအားနေသွားတယ်နိုင်ငံတွေຢာတွေလည်းအများကြီးပဲငါတို့မှတော့အဓိက counter balance ဖြစ်တာတော့ငါတို့ကငါတို့နိုင်ငံကတော့ကိုရီးယားတို့ဂျပန်တို့လိုမျိုးအရေးချင်းစီးပွားရေးစနစ်ကြီးကတအားကြီးတော့မလဲပတ်နိုင်ဘူးတို့ကသူများတွေပြောတို့က global supply chain နဲ့ဝင်နေပြီတို့ဘာလို့လဲပြောတာတော့ရှိရကွာဒါပေမဲ့ငါအမြင်ကတော့ငါတို့မှာတောင်သူတွေသမားတွေကတအားများရကွာပြီးတော့ဒီလေယာကိစ္စတွေပဲလှုပ်နေတော့မှသိရမလားအဲ့တော့အဲ့ဒီလဲနည်းနည်းတော့ထည့်စဉ်းစားရမယ်ခုနပြောတဲ့ global supply chain နဲ့ဝင်နေပြီလားဆိုတာအဲ့ဒါဘယ်လိုရှင်းပြောရင်ဝင်ဘယ်လိုတိနိုင်လုံးဘယ်လိုတိနိုင်လဲလုပ်လို့ရတယ်ဥပမာငါတို့မြန်မာနိုင်ငံလောလောဆယ်မြေပုံကနေဖြတ်ကြည့်လိုက်ကဘာကြီးကိုဘယ်လောက်ထိအများအကျိုးတရားမှုရှိတော့ငါကြည့်တာမပြောစလောက်လေးပဲဥပမာဒါပေမဲ့ဥပမာငါတို့အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံကိုကဘာမြေကနေနည်းနည်းခဏဖြုတ်ကြည့်လိုက်အကျိုးတရားမှုရအကြီးကြီးရှိမှာနော်သူတို့အထူးသဖြင့်ဒီအရှိအောင်အရှာမှာလည်းသူတို့ကဒီ supply chain ကြီးကိုသူတို့ကတော်တော်ပြီးတော့မှသူတို့စီမှာရှိတယ်ကွာကားကုမ္ပဏီတော်တော်များလည်းထိုင်းနိုင်ငံမှာရှိတယ်Toyota Isuzu ဂျပန်ကားကုမ္ပဏီတွေဒီတရုတ်ကကုမ္ပဏီအကုန်လုံးထိုင်းမှာရှိတယ်အဲ့လိုမျိုးလေးရှင်းပဲဘာဖြစ်ဝေးတွေးစရာမလိုဟုတ်လားအဲ့ဒါဆိုရှင်လည်းမြန်မာနိုင်ငံကိုခဏဖြတ်ထုတ်ကြည့်လိုက်လို့ဘယ်လောက်ထိများကဘာပေါ်ကျိုးတက်ရောက်သွားအဲ့ဆိုမင်းရေးတဲ့မင်းဆိုးပိုင်းတော့ရေးဦးတဲ့အဆောင်ပါတစ်ခုအပြောင်းပြန်လို့ဖြစ်တယ်။မာမီကအချက်ချာကြားတယ်အချက်ချာကြားတယ်ဒါပေမဲ့အခုလောလောဆယ်ကအချက်ချာကြားဖို့အချက်ချာကိုမကြားနိုင်သေးတာကြီးကြားနိုင်တဲ့အခွင့်အရေးရှိတယ်အဲ့ဒါငါပြောနေတာအဲ့လိုအချက်ချာကြားတဲ့နေရာကြီးဖြစ်နေနိုင်တဲ့ပထဝီအရာတော့မြေကြီးရရှိနေပြီးသားပဲအဲ့ဒါကိုကနေပြီးတော့မှပဲဘယ်လိုမျိုးလောက်ကြမလဲဆိုတော့ပြောရှင်အဲ့ငါတို့ထိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်လည်းထိုင်းကပို့ပြီးတော့တကယ်ညကြောက်စရာကောင်းတဲ့အလားအလာတစ်ခုရှိရပါကြောက်စရာကောင်းတယ်ဆိုတာမို့တို့ထိုင်းမုံတီးပြောရမဟုတ်တော့ထိုင်းတောင်ပိုင်းကအဲ့လက်တံကလေးကငါတို့မြန်မာလိုပဲကွာသူကလည်းခြေတံသေးသေးလေးရှိတယ်ကွာဒါပေမဲ့ထိုင်းရဲ့ခြေတံလေးကပိုသေးတယ်ကွာအဲ့ခြေတံသေးသေးလေးမှာမင်းတူးမြောင်းထောက်လိုက်ရင်မင်းစင်ကာပူကနေပတ်ပြီးတော့မလက်ကရေးတဲ့ကြားတယ်ဒီမောတွေပတ်သွားကြရမလို့တော့ကွာထိုင်းကနေကောက်ဖြတ်သွားလို့အဲ့ဒီတူးမြောင်းလေးမပူအဲ့တူးမြောင်းလေးထိုင်းလေးအဲ့တူးမြောင်းလေးတော့ထဲတွက်နေနဲ့ငါတို့နိုင်ငံသားဒီမှာကြောက်ဖြူစိတ်ကန်းငါတို့ကောက်လို့လိုက်ရင်ဒီပဲတင်မောမှာပရီဖက်ချပတ်သွားချတော့မလို့မရန်ကိုစိတ်ကမ်းမလားရမလားကြောက်ဖြူစိတ်ကမ်းမလားရမလားရှိတဲ့ကုံတွေအကုန်လုံးတရုတ်စီပို့ပါရထားလိုက်တဲ့ချူပုံပါလားအဲ့ရဒါပေမဲ့ထိုင်းကဘာလို့အဲ့တူးမြောင်းမဆောက်နိုင်လဲဆိုတော့အဲ့တူးမြောင်းသွားဆောက်လိုက်ရင်နောက်ပိုင်းကအဲ့ဒီမလေးလူမျိုးတွေရှိအောင်သူတို့ကအဲ့မလေးလူမျိုးတွေခွဲထွက်မှာသူတို့ကလည်းကြောက်တဲ့ပြဿနာရှိတယ်ကွာအဲ့တော့ငါထင်တာတော့မလေးရှားတို့ဘာတို့ကလည်းဒီခွဲထွက်ရေးသမားတွေတော်တော်ဆွရတယ်ထင်ပါတယ်ထိုင်းကအဲ့လိုတူးမြောင်းဆောက်မယ်ပြောလိုက်တိုင်းအတန်ထွက်လာပြန်
ဒါနိုင်ငံရေးတွေပေါ့ကွာနိုင်ငံရေးတွေပါလာပေါ့ကွာအဲ့တော့တော်ခုဒီတူးမြောင်းမဆောက်သေးဘူးဒါပေမဲ့ငါတို့မြေပုံမှာကြည့်ရင်ရနောင်းဘက်မှာမြစ်ကြီးရှိရယ်ကွာမြင်ထိုင်းနဲ့အထိဝင်တယ်ဟုတ်တယ်အဲ့လေမြစ်ကိုသာနည်းနည်းချဲ့ပြီးတော့ထိုင်းနဲ့နှစ်ယောက်ပေါင်းပြီးတော့တူးမြောင်းဆောက်လို့ရရင်ပြီးအဲ့ဒါထိုင်းနဲ့တောင်ပိုင်းကိုသိပ်ဆင်းစရာမလိုတော့ဘူးဒါငါမြင်တာကိုပြောနှစ်ဦးဆက်ဖက်ဆက်ပါဖက်ဆက်တူးမြောင်း50-50ထိုင်းနေအဓိကသူတို့အဲ့ဒီအဓိကကစကားပြောတာပဲဟိုမူတည်တယ်မင်းသူများဖောက်ချင်တယ်ဘာကြောင့်ဖောက်မလဲအဲ့ဒါကိုမှလေနည်းနည်း campaign လေးတစ်ချက်ချာလေးလို့ဟိုးဒီအောက်ခြေလူတွေနားလဲအောင်အခုကမဟုတ်လေအခုကသူတို့ကနိုင်ငံရေးသမားတွေကလည်းတည်းမဟုတ်လားအများအပြားအပေါ်ကလာကြဆိုတော့ဟိုဖောက်လိုက်တယ်ဆိုလို့ရှိရင်သူတွေမပြောလူတွေကလည်းတည်းမဟုတ်လားတစ်ချိန်လုံးငါတို့ identity ရချင်နေတာကိုအဲ့ဒါကြောင့်ခွဲထွက်ရေးတွေပါဖြစ်ချင်နေတာလေအဲ့တော့ ဒီမှာထိုင်းအစိုးရအနေနဲ့ကလည်းဒီလူတွေ identity ရရှင်ဆိုရင် identity တစ်ခုကိုကောင်းလေးပေးလိုက်ဘာလို့လဲထိုင်းနိုင်ငံတစ်ခုလုံးကကျတော့ identity ကောင်းတစ်ခုလုံးကရေဘူးရဲ့အဖြစ်ပြောရရင်ရှိပြီးသားဒီကမ္ဘာလုံးမှာလည်းသူတို့ကနာမည်ရှိတယ် representation ရှိတယ်ကွာတော့ထိုင်းဆိုတဲ့ identity ကတော့မဟုတ်ဘူးရှင်းပြကွာလောလောဆယ်အာရှမှာဆိုလို့ရှိရင်တော့ထိုင်းဆိုတာ celebrity လို့နည်းနည်းcelebrity ဆိုတဲ့ထက်အမ် center of attention နည်းနည်းဖြစ်နေတယ်လေဘယ်တော့ထိုင်းဆိုလို့ရှိရင်yes yes တည်အဲ့လိုမျိုးလေးလေပြီးတော့မင်းကြားဟိုကဘူးတယ်မဟုတ်လားထိုငါတို့ဒီင်းနဲ့ထိုင်းအစားတောက်တွေဆိုလို့ရှိရင်ကမ္ဘာမှာထိုင်းအစိုးရနေပြီးတော့သူတို့ဟို food diplomacy လို့ခေါ်တော့အစားတောက်တန်ဆက်ဆံရေးအဲ့ဒါထောက်ပံ့ထားပေးတာอืมငါတို့မြန်မာဒီကိစ္စဖြစ်တော့မှပဲမြန်မာတွေနိုင်ငံခြားရောက်တော့မှပဲဘူတွေကမြန်မာအစားအစာတွေစားကြအောင်အော်ဒါထိုင်းအစားအစာမဟုတ်ပဲမြန်မာတွေလည်းရှိရပဲလို့အဲ့လိုမျိုးတွေလည်းကတွေ့ရတယ်ဒီခုနည်းတော့ဟိုလူတွေနည်းနည်းတည်သွားတယ်အခုတော့ကောင်းပါအဲ့ငါမမေ့ခင်လေးတခုပြောမလို့ပါဟိုဟာအဲ့တို့စနောင်းကလို့ဗုဒ္ဓတို့ခရစ်ယာန်တို့အကြောင်းပြောနေတော့ငါရဲ့ interpretation ကငါရဲ့အဓိပ္ပာယ်ငါဖတ်တဲ့နားလေတဲ့အဓိပ္ပာယ်ကတော့ဒီဗုဒ္ဓနဲ့ဗုဒ္ဓအယူအဆတွေနဲ့ဒီခရစ်ယာန်အယူအဆတွေကလုံးဝတော့မတူဘူးဘာလို့ခရစ်ယာန်အယူအဆတွေမှာနောက်ဘဝတို့ဘာလို့ပါနေကွာဒါပေမဲ့ဒီ practical သဘောမှじゃသွားဆင်တာဘယ်မှာသွားဆင်တော့ငါအမြင်မှာတော့ဒီခရစ်ယာန်မှာရတော့သူကအတ္တငါအတ္တဆိုတာငါဆိုတဲ့အတ္တဘာမှမဟုတ်ဘူးလို့လည်းသူကခံယူတယ်သူကဟိုဘယ်လိုလဲတရားဖန်ဆင်းထားတာဖြစ်တဲ့အတွက်ပါတကယ်ကြောင့်ငါဘာမှမဟုတ်သိရမလားဒါပေမဲ့အဲ့ဒါကိုလက်ခံလိုက်တဲ့အခါမှာလူတယောက်ကဘာမဆိုလုပ်နိုင်ဘာလို့သူရဲ့လှုပ်ဆောင်မှုတိုင်းမှာဖရာကပါတယ်ဆိုတဲ့ယုံကြည်မှုကိုရသွားတဲ့အတွက်သူကအဲ့လိုဘာလို့အောင်မြင်နိုင်တဲ့ဘယ်လိုလဲယုံကြည်မှုရှိရပါကိုဒါဟိုလက်တွေ့မှာလည်းတွေ့ရတယ်ငါတို့ခရီးယန်ဒီလိုမျိုးဒီဘက်ဒီမှာရှိရခရီးယန်အတိုင်းဝိုင်းနေပိုင်းမှာကြည့်ရင်သူက confidence ရှိရပါ confidence လို့ပြောမှာအင်္ဂလိပ်လိုပြောရင်တော့ပြီးတော့နည်းနည်းကတိကတ်ဟို follow တွေပါထည့်ပြောရင်ကကျမ်းစာထဲမှာပြောထားတာတော့ဘုရားသခင်က I am the word and the way ဆိုပြီးတော့သူကပြောရပါအဲ့တော့ wow Taoist တာဝါဒဘုရား the way ငါလမ်းကြောင်းဖြစ်တယ်ပြီးတော့ငါနှုတ်ကပတ်တော်ဆိုတော့မြန်မာလိုပြန်တော့နှုတ်ကပတ်တော်စကားဖြစ်တယ်ပေါ့အဲ့တော့ဒါဟိုပြင်သစ်ဟို philosophy နဲ့ရှင်ပြောရင်ဟာတကယ်တမ်းဆိုတာပေါ့ what is god ပေါ့ငါပြောမြင်လားမသိဘူးသိရမလားwhat is it God is what ခေါ်မှာဟိုအရာရာအားလုံးကပြည့်ညက်တွေနဲ့ပဲဖွဲ့စည်းထားတာသိရပါသိရမလားငါတို့အတွေ့အခေါ်တွေအကုန်လုံးပြည့်ညက်တွေငါတို့ပြောချင်တာနားလေတာတွေအကုန်လုံးလည်းပြည့်ညက်တွေအဲ့လိုပဲဆိုတော့ဖះကိုယ်တိုင်ကဖះတခင်ကိုယ်တိုင်ပြောတာငါပြည့်ညက်တော်ဖြစ်တယ်ဆိုရင်ဝါအဲ့လိုမျိုးဆက်ဆက်စဉ်းစားလိုက်ရင်တော့ကောင်းထဲမှာသိရမလားဟိုမီးပွားတွေပွင့်လို့ပဲအဲ့လိုမျိုးအဲ့တော့ဟိုအဲ့တဘောနဲ့ကြည့်လိုက်ရင်ဒါဟိုခရစ်ယာန်ဘာသာကဟုတ်တယ်စနောင်းတမလွန်ဘဝတို့ဘာလို့လဲပါတယ်ဆိုပေမဲ့ဘုရားဘာသာလည်းပါတာပဲကွာလုံအောင်ဘဝမှာညာပြီကွာပိုတော့ပါလေလူတယောက်လက်တွေ့အောင်လုံနိုင်တဲ့အားတွေပေးနိုင်တယ်ကွာဘုအဲ့မှာလိုပြောနေတာဘုရားဘာသာနဲ့အဲ့မှာသွားပြီးတော့တူတော့မတူဘူးဒါပေမဲ့အဲ့လိုနှိုင်းရှင်လို့ရတဲ့ဟာလို့လည်းငါမြင်တယ်အဲ့တော့ဒီလိုမျိုးဒီလိုသက်ဝင်ယုံကြည်တကယ်နားလေတဲ့ခရိယန်တယောက်ကလည်းသူကအဲ့လိုမျိုးဟိုကြီးမြတ်တဲ့ဟာတွေလုံနိုင်တယ်ကွာလုံတဲ့အခါမှာသူအောင်မြင်ရင်ဒါသူ့ရဲ့ဟိုဘယ်လိုလဲသူ့ရဲ့ဖြစ်တည်မှုအသေးအမှလည်းပြုတာလည်းတစ်ချိန်တည်းမှာပဲအဲ့လိုသူ့ရဲ့လွတ်လပ်မှုလည်းတိုးချဲ့တာမဟုတ်လားဒုက္ခဒီ topic ကိုပြင်ကောင်းတဲ့ကိုပြန်လှည့်နေရတော့တမျိုးကြီးလိုတော့
ဒီကောင်းစဉ်ကိုဝင်အောင်ပြန်လှည့်ပြောသလိုဖြစ်နေဒါပေမဲ့ငါပြောချင်တဲ့သဘောတော့မင်းနာပဲ အေးအေးဝဒါတော့သူတို့ပဲပြောရင်းနဲ့ပြောစရာတွေကကွာအဲအကြောင်းငါပြောတယ်ဟိုမေးခွန်းလေးတွေနဲ့တချို့ချာလေးလောက်မှမဟုတ်ရင်အကုန်လုံးချိတ်ဆက်နေဒီဟာပြောလဲဟိုဟာပြောစရာဖြစ်တော့ဟိုဟာတစ်ခုပြောရင်နောက်တစ်ခုကပြောစရာဖြစ်နေရောသူတို့ကဥမာကွာခုနငါတို့ပြောနေနေငါတို့ပြောနေတဲ့မှာအဲ့ပြောနေနေဟိုမြောင်းနေရောထိုင်းရဲ့ခုမြောက်ဆောင်မဲ့နေရာတွေရောက်ပေါ်တယ်ဟုတ်အဲ့လိုပြောတာလေတမျိုးတော့ကောင်းတယ်ဘာလို့တော့ငါတို့ကဟိုပြောမယ်ဟိုလူတွေကိုဖြန့်ပြီးတော့စဉ်းစားသိကျင်တာကွာအခုလည်းကိုယ့်အိမ်မစဉ်းစားသိကျင်စိတ်ယောဂလိုမျိုးဟိုရောက်လိုက်ပြောနေဒီအပိုင်းကိုနားထောင်တဲ့ခရိယန်တွေဗုဒ္ဓဘာသာတွေတော့ဘာပြောမလဲတော့မသိစိတ်မစားဘူးကောင်းတယ်ဟိုပြောချင်တာကွာဆွမ်းတော်ငါလို့ငါနှုတ်ကပတ်တော်ပေါ့ဒီပညတ်ဖြစ်တယ်လို့ပြောတဲ့အခါမှာကွာဒီပြင်သစ်အတွေ့အခေါ်မှာကျတော့အရာရာအားလုံးစပညတ်တွေနဲ့ချုပ်ထားတယ်ဆိုတော့ဒါဖះသခင်အဲ့လို perspective ကနေကြည့်နေတာအရာအားလုံးသူကချုပ်ထားတဲ့ lynch pin လိုမျိုးသဘောမျိုးပဲဖြစ်မသွားဘူးလား fundamental ကြတယ်ကွာဒါအခြေခံအရန်ကြတဲ့အရာတစ်ခုပါနိုင်ငံမှာကြီးလက်လူထုအများဆုံးဖြစ်နေတယ်ဟုတ်လားလူကြီး60%ကျော်ဆိုအများကြီးกว่าအဲ့ဒါတန်း30လောက်ကကြီးလက်လူထုတွေဖြစ်နေတော့အဲ့ထဲမှာကြီးလက်လူထုဆိုတာလည်းဘာသာရေးနဲ့အနည်းဆက်ဆုံးလူတွေခုနကငါပြောသလိုပဲသူတို့ရဲ့ဖြစ်တည်မှုကိုဒီဘာသာရေးဒါမှမဟုတ်ရင်ရိုးရရင်ကြည်မှုနဲ့လုံးဝဆက်နွယ်ထားတာတခြားအရာတွေမှမရှိတာမျိုးပြနေกว่าတော့မျိုးပြကြတော့သူတို့ဖြစ်တည်မှုကိုတခြားမျိုးမျိုးနီလန်းတွေနဲ့အတီးပြုလို့ရတယ်ကွာဟိုမှာတွားလေဒီဟာတွားလေဟိုအပျော်ပါးတွေပါလေရှိတယ်မြို့မှာကျတောရတွေပါကျတော့အဲ့မြို့နဲ့မတူတော်တော်နေတယ်သူအရာဖြစ်ကုန်ပစ္စည်းတွေဝယ်သုံးတာတော့အေးမြို့တွေမှာလိုမျိုးဟိုဝယ်သုံးတာဘာညာသုံးတာတွေကအမှန်မှဟိုဝယ်သုံးတယ်ဆိုတာလည်းကိုယ်ဖြစ်တည်မှုကိုသူပြုတဲ့လုပ်ငန်းပါပဲအဲကြောင့်လည်းတောရွာတွေမှာကျတော့ဟိုပွဲတွေပါပွဲလမ်းတစ်ပိတွေပါဖြစ်တယ်ဆိုလို့ရှိရင်ဒီဘာသာရေးတာမဟုတ်ချင်ရိုးရရင်ကျင်းမှုနဲ့အမြဲတမ်းချိတ်ဆက်နေကြဖះသွားကြောင်းတက်အလှပွဲတွေပါလို့ဘာညာအကုန်လုံးအဲ့ဒါလည်းငါအမြဲတမ်းပဲတဲ့မှလားဟိုစကားပြောလိုက်လို့ရှိရင်ကြေးလဲလူထုပဲအဓိကစီယုံမှာပေါ့ဘာလို့ဆိုတော့အရင်ကတည်းကဒီတော်လိုင်းရေးတပ်ဖွဲ့တွေထွက်လာတယ်ကွာဟို88ကတည်းကထားလိုက်ပါ88နဲ့ပဲပြောပါကြအဲ့ဒီနှစ်မတိုင်ဟဲ့ဒီကတော့ဟိုနည်းထမ်းဝေးတော့လို့88ကတည်းကထွက်လာတဲ့အဲ့ဒီမျိုးပြ liberal တောင်းမိုင်းဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကလည်းကွာဟိုတောထဲမှာရောက်သွားတာပဲတောထဲမှာရောက်သွားပြီမဲ့ဘာလို့ဖြစ်လို့လဲမသိဘူးဟိုကြေးလဲပီတူတွေနဲ့ဟိုသဘောတရားအရာတော့မှမရင်းနှီးခဲ့ဘူးကွာဟိုရုပ်ဝတ္ထုရတော့ရင်းနှီးခဲ့တယ်ပေါ့ဒါပေမဲ့သဘောတရားအရာမရင်းနှီးခဲ့တော့စီယုံကြီးကအားနဲ့အဲ့လိုပြောရှင်ငါတော့အခုပြောသွားတာနဲ့ပတ်သက်ပြီးတော့ငါကတော့ဘယ်လိုမြင်လဲဆိုတော့ဒီဟာကိုနားထောင်နေပြိတ္တတွေနဲ့စဉ်းစားစရာတွေတော့ရသွားတော့အထူးသဖြင့်ဒီတော်လိုင်းရဲဘော်တွေနားထောင်နေတယ်ဆိုရင်လူလူကိုချင်းကပ်တဲ့နေရာမှာသိရမယ်အသုံးချနိုင်တဲ့အမြင်မျိုးတွေရသွားသိခြင်းအဲကြောင့်တတ်နိုင်တဲ့များတော့ရှင်းရှင်းတော့ပြောတယ်ဒါပေမဲ့အရန်ကြီးနဲ့အကြာကြီးတော့မပြောဘူးပါအရန်ကြာတယ်ဒါပေမဲ့နားလည်မယ်လို့ငါတော့ယူဆတယ်ကွာဟိုဒါတော့ငါအဲ့လိုဟိုအစ္စလမ်တို့ဟိန္ဒူတို့အဲ့အကြောင်းတွေသိမသိဘူးသိရမလားပြီးတော့ဟိုနာကိုးကွယ်မှုတွေအကြောင်းလည်းသိတော့မသိဘူးဒါပေမဲ့ဟိုတတ်နိုင်တဲ့များတော့လှုပ်ထားတယ်လို့ပဲပြောရမှာပေါ့နော်ပြီးတော့မင်းဆွမ်းနာကပြောတော့တယ်လို့ပဲတကယ်တမ်းကျတော့ဟိုအဲ့ပေါ့ဟိုကြီးတဲ့လူဒန်းသားတွေကအများစုဖြစ်တယ်သူတို့ဘယ်လိုကိုယ့်ဘက်ပအောင်စီးအောင်ရမယ်ဆိုတာစဉ်းစားမှာ။အိုးရင်တော့တရုတ်ပြည်ပဲကြည့်ကွာဒါဟိုတရုတ်ပြည်မှာတစ်ချိန်တုန်းကဆိုရင်ဆိုဗီယက်ကတရုတ်ကွန်မြူနတီပါတီကိုမထောက်ခံဘူးပြောရမှာ။ဘာလို့ဆိုတော့သူကဘာပဲပြောလဲဆိုတော့တရုတ်ကွန်မြူနတီပါတီကိုဟိုအမျိုးသားအစိုးရနဲ့ပေါင်းခိုင်းတယ်ကွာဘာလို့ပေါင်းခိုင်းလဲဆိုတော့တရုတ်ပြည်မှာဒီသူတို့ socialist dollar လို့ဖို့အတွက်ပစ္စည်းမဲ့လူဒန်းစားပြောရမှာเนาะအဲ့လိုအလုကမားအင်အားတွေမရှိဘူးကွာမရှိတဲ့အတွက်ဒီမျိုးဒါတွေပဲတိုးတက်အောင်လုပ်ဖို့အတွက်ပါတီကိုတွန်းအားပေးတာရှိတယ်ကွာဒါပေမဲ့ပြဿနာကလည်းအဲ့အမျိုးသားအစိုးရကလည်းခြံကိုက်ရှိတ်လို့ပါပါလေကွန်မြူနတီတွေတအားမိုးပြီးလိုက်ပတ်တာကွာအဲ့တော့နောက်ဆုံးကလည်းဟိုမြန်မာပြည်မှာလိုပဲသိရမှာသူညမလို့ကြည့်ပေမဲ့လက်နက်ကင်လမ်းစဉ်ကိုရအောင်တွန်းပို့ပေးတယ်ဒီတရုတ်ပြည်ကွန်မြူနတီပါတီကလည်းလက်နက်ကင်လမ်းစဉ်ကိုလိုက်တယ်
ပြီးတော့တကယ်အလုပ်လုပ်တဲ့အတွက်ပြည်သူထောက်ခံမှုရတယ်နောက်တစ်ခုကခေါင်းဆောင်ပိုင်းမှာမော်စီတုံးတို့ဘာလို့ကသူကဒီဆွမ်းနာစာအုပ်ကြီးအတိုင်းသွားရင်တော့ကွာကြီးတဲ့လူဒန်းစားအားကိုးလို့မရဘူးဘာလို့သူတို့ကြီးတဲ့လူဒန်းစားအမြင်မှာကဆိုရင်ကြီးလက်လူဒန်းစားဆိုတာဟိုဟာလေသမားတွေကဒနာခင်ပေါက်စအမြင် သူအဲ့လိုမျိုးပြောကြတယ်ရှိကြတယ်စာအုပ်ကြီးအရာကြီးအားကိုးလို့မရဟုတ်တယ် ဟုတ် ဒါပေမဲ့မော်ဒီတုံးကကြတော့ကြည့်ရောတောင်သူလေသမားတွေကတရုတ်လူမျိုးတွေတရုတ်နိုင်ငံသားတွေအများစုဖြစ်နေတဲ့အတွက်သူတို့ရအောင်စီးရအောင်မယ်ပြီးတော့မှအဲ့လိုတို့ကစက်မှုတိုးတက်အောင်လုပ်တယ်ဒေါ်လာကြီးကိုနိုင်အောင်လုပ်ပြီးတော့ သူရဲ့လမ်းမှန်သွားတာပဲနောက်ဆုံးတမိုင်းရတတ်တည်ပြတာပဲဒီနေ့အထိဟုတ်ဒီဖြစ်စေတဲ့ငါတို့ဒီလက်ရှိတရုတ်မြန်မာဆက်ဆံရေးကိုခဏဖယ်တာတရုတ်ဒီကွန်မြူနစ်ပါတီအနေနဲ့အောင်မြင်နေရတော့ဒီနေ့အထိတွေ့နိုင်တာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ငါတို့မြန်မာဒီအနေနဲ့လည်းရစဉ်းစားအောင်ဟိုတို့အလုသမားတပိတ်တွေဘာညာခွေးကွာရောဒါဟောငါပါတီအကြောင်းပြောလို့တယ် sorry အဲ့တော့ငါတို့မြန်မာပြည်မှာဆိုရင်လည်းကြီးလက်လူဒန်းစားကိုကိုယ့်ဘက်ပါအောင်တော့တေချာစီအောင်ရမှာဒါပေမဲ့လည်းကြီးလက်လူဒန်းစားကြီးပဲပြောလို့မြို့နေလူဒန်းစားကိုလည်းပယ်ထားမှာမဟုတ်ဘူးပြဿနာဒီမြို့ပြလူဒန်းစားတွေကကျတော့ဖုန်းတွေပါသုံးတယ်တော့အင်တာနက်တွေရမ်းကြည့်ပြီးတော့ပောက်ကအတွေ့အခေါ်တွေကောင်းနေဝင်နေတော့တရားပြောင်းပြအဲ့ဒါငါအရင်တော့ငါစဉ်းစားနေတာဘလို့အခုလိုမျိုးတို့မှဟိုအရင်ရှင်လမ်းကိုရှောက်နှမ်းနေတဲ့အပန်းဝိုင်းမှာကျတော့မျိုးပြနဲ့ကြီးလက်နဲ့အဲ့လိုကွာတော့တာကွာဟာမှုရတဲ့ပြည့်နဲ့ကြီးတာငါတို့လိုအခြေအနေမှာဒါမှမဟုတ်ရှင်ကမ္ဘာအရင်ရှင်စနစ်မှာဆိုလို့ရှိရင်မတိုးတက်တဲ့ data လေးတွေကနေပြီးတော့အရေးမြစ်တွေအကုန်လုံးကတိုးတက်တဲ့နေရာတေးလေးမှာသွားစုပုံပြီးတော့မှအရင်တော့ဆိုလို့ရှိရင်ကိုလိုနီခေတ်မှာဆိုလို့ရှိရင်တို့ကငါဟိုတနိုင်ငံလုံးရဲ့အရေးမြစ်တွေကိုကမ္ဘာလုံးအရေးမြစ်တွေကိုဒီတို့နိုင်ငံတေးလေးသူတို့နိုင်ငံတွေမှာသွားပြီးတော့မှတပုံထားဟိုဒါကတော့ဟုတ်တယ်ဒါလည်းမှန်တယ်ဟိုငါထပ်ဖြစ်ပြောချင်တာကတော့ငါတို့ကဟိုအမြင်နှစ်ခုကိုနဲ့ပြသလိုဖြစ်တယ်တစ်ဖက်ကကျတော့ငါတို့အဲ့လိုဆိုတော့စီးပွားရေးဒီကန်းစားအမြင်နောက်တစ်ဖက်ကကျတော့ဒါတနာပူဇံနဲ့ပြီးတော့ဖြစ်တည်မှုကိုပါလို့အဲ့လိုအမြင်တစ်ခုဖြစ်နေတယ်မဲ့ဒါဟုတ်မလို့ perspective ဒီပေးရလို့ငါတော့ယူဆသေးတယ်ဥပမာမြန်မာပြည်မှာကြည့်ရင်ကွာငါဟုတ်တယ်ငါစီးပွားရေးအမြင်နဲ့ကြည့်ရင်ကြတော့ဘာတွေ့နိုင်လဲဆိုတော့ငါတို့စီးပွားရေးကဆန္ဒမှာလို့လေသမားတွေကိုအရန်မှီခိုရတယ်နောက်ဆုံးတော့ကြီးလက်မျိုးပြကွာတာပဲမဟုတ်ဘူးကွာပြည်မနဲ့တောင်တန်းဒေသကလည်းကွာတယ်ကွာဘာလို့လဲဆိုတော့ဒီကိုလိုနီခေတ်ကလေးကတောင်တန်းဒေသတွေကိုပြည်မလောက်မတိုးတက်အောင်မလုပ်ထားဘူးကွာဒီနေ့အထိတည်းအဲ့လိုပဲအဲ့တော့သူကတောင်တန်းဒေသလူတွေဖိနှိမ့်တဲ့ခါမှာနောက်ညသူတို့လွတ်လပ်ခြင်းတော့ဟိုဖိရင်ကြွရတယ်လို့ပဲပြောရမှာပေါ့အဲ့တော့ဒီလက်နဲ့ကင်ပြီးတော့သူတို့ရဲ့လှုပ်ဆောင်နိုင်မှုကိုပြန်ပြီးတော့ရယူတာပဲကွာ agency ကိုရယူနိုင်ပြီးတော့ချဲ့ထွင်တာပဲအဲ့တော့ဒါလက်နဲ့ကင်နေတော့ဒါကြီးကတို့မျိုးကြီးဖြစ်တဲ့မြန်မာတွေမြို့ပေါ်မြန်မာတွေကဟိုဟင်ကောင်းကကျေပြီးတော့တိုင်းရင်းသားတွေကိုမယုံဘူးတော့သူတို့လက်နဲ့ကင်ထားတာတို့ဘာလို့ချနေတာလဲတို့သပွဲပေါ်တက်လာပါတော့အဲ့လိုမျိုးတွေပြောရကွာဟိုသိမှာဒါကိုကဘဝဘေးအခြေအနေမတူတာအောင်မမြင်တာအောင်ငါပြောချင်တာပါအဲ့တော့ဒီနှစ်ခုကိုပေါင်းဆက်ပြီးတော့ကြည့်လို့တော့ရတယ်ကွာဒါကတစ်ဖက်ကကြည့်ညာတယ်စီးပွားရေးအရာနှိမ့်ကြရကွာနောက်တစ်ဖက်ကကြည့်ညာလဲသူတို့ဖြစ်တည်မှုကဘောင်ကကျင်းတဲ့အတွက်နောက်ဆုံးညကိုနီးကိုဟန်နဲ့ချက်ရတာပဲဟုတ်တယ်မဟုတ်လားသူလက်ဖို့အတွက်စီးပွားရေးသဘောအရကြည့်နေအဲ့လိုတကယ်ညစီးပွားရေးအရန်တိုးတက်တယ်ဥပမာဆန္ဒမင်းပြောတယ်တရုတ်ပြည်မှာစီးပွားရေးအရန်တိုးတက်တဲ့အခါမှာလူရမျိုးစုံလုပ်လို့ရတယ်ဥပမာငါဟိုတွေ့ဦးတဲ့ဗီဒီယိုတစ်ခုထဲမှာပါပါတယ်ကြည်စံရထားစီးနေပြီးတော့အဲ့မှာကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ပြောတယ်ကြည်စံရထားတာဒီကြည်စံရထားတာမရှိရင်လည်းငါတို့တွေ့ပြီးညားမှာမဟုတ်ဘူးဘာလို့ဆိုတော့ငါနေတာဒီမြို့မှာဟုတ်နေတာအခြားမြို့မှာကွာလူမှတွေ့ဖို့ဥစ္စာမရှိဘူးဥစ္စာမရှိဘူးကွာအဲ့လိုဟိုအခြေအနေအောင်ဆိုရင်တည်းအခုနပြောတာနဲ့ SSL တော့လို့ငါဒီ recent မနေ့ပဲတင်ထားတဲ့ဆောင်းပါးငါအဲ့ဒါအဓိကရေးထားတာပဲဒါပေမဲ့တချို့အခြားအကြောင်းအရာတွေလည်းပါပါဟုတ်ပါငါမြန်မာနိုင်ငံမှာဆိုရင်ကွာလမ်းမဆက်သွယ်ရေးမကောင်းလို့သာကွာတကယ်တမ်းကျတော့ငါတို့ကလူမျိုးကြီးရယ်ဆိုတော့လူမျိုးကြီးရယ်ဆိုတာတကယ်လားလမ်းမဆက်သွယ်ရေးကောင်းရင်ငါတို့ရည်သက်ပါတဲ့ဖူးသားရှင်တွေလည်းအမြန်တွေ့ကျင်တွေ့မှာဟုတ်တယ်ပေါ့အေးဆိုအဲ့ဒါလူငယ်တဲ့ပုံကြီးဆက်တယ်လူငယ်အဲ့ဒါဘယ်လိုလို့စီယုံရေးဟာမင်းတို့ဖူးစာဆုံးရှင်လို့လမ်းမဆက်သွယ်ရေးတိုးတက်ရေးကိုဦးစားပေးလို့တော်လိုင်းရဲ့ slogan က
အခုတော့တော်လိုင်းရေးဖို့တွေအချင်းချင်းပြန်ယူနေကြတာကွာရှူတို့ ဟေးတဖြည်းဖြည်းနဲ့တော်လိုင်းရေးရတယ်ဟို cupid ဖြစ်သွားတယ်ဟိုဒီ episode ကတော့ကွာဟိုလက်တွေ့တွေရောသဘောတရားတွေရောနည်းနည်းရောထွေးနေကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ရောထွေးနေနားထောင်တဲ့လူတွေလည်းအမျိုးမျိုး perspective မျိုးရတာပေါ့လာမယ့် episode ကြရင်လည်းဟိုငါတို့လူထုတွေနဲ့လည်းပို့ပြီးတော့နီးစပ်တယ်ပို့ပြီးနီးစပ်မဲ့ပြည်တွင်းရေးဖြစ်သွားရအောင်ဟိုမှာခုနကပြောတဲ့တောင်တန်းကိစ္စတို့ဘာတို့ကိုယ်နိုင်ငံနဲ့နီးစပ်တယ်ကွာကိုယ်နိုင်ငံအကြောင်းလေးပြောရအောင်ကိုယ်နိုင်ငံဘယ်လိုတိုးတက်နိုင်မလဲဘာပြဿနာတွေရှိခဲ့လဲအခုနကပြောသလိုပဲတိုင်းရင်းသားတွေကဘယ်နဲ့ကြိုင်လဲရှင်းကြတယ်ဘာလို့ပြီးမှကြီးကဒီ liberal တွေကဟိုမယုံဘဲနဲ့စကားတွေအမျိုးပြောကြတယ်ဟိုမင်းရေးထားတဲ့ဆောင်းပါးရယ်ငါရေးထားတဲ့ဆောင်းပါးတွေနဲ့နည်းနည်းကိုးကားပြီးတော့မှဆွေးနွေးလို့ရတယ်ကဲဒါပေမဲ့ okay အဆိုတက်လိုက်ရအောင်တို့10မိနစ်ပဲကျန်တယ်ဒီတော့ကျွန်တော်တို့ episode 7ကတော့နည်းနည်း episode 7ကတော့နည်းနည်းစုံပါတယ်နောက်ကြတယ်ဒီလိုပဲဆိုရှိရင်ရှောက်ပြောသွားမှာတော့မသိရဒါပေမဲ့ဒါမှဟိုနာပရိသတ်တွေကြားရှိတဲ့ဆွေးနွေးစီရှင်တဲ့ကိစ္စတွေရှိလို့ရှိရင် comment မှာရေးပေးကြပါကျွန်တော်တို့လည်းအများအားလက်ခံကြိုဆိုနေပါတယ်ကျွန်တော်ကတော့ကြောက်ငါပါကြောက်ငါစာပေမှာစာရေးပါတယ်ကျွန်တော်ကတော့ဌာနီရေဘော်ဆော့အက်တီကိုပါဌာနီ comrade ဆိုတဲ့ဆိုတဲ့မှာစာရေးပုံဆွဲတာကြီးတင်ပါတယ်